တဖက်မှာ Pro Esport Atlas ကိုတော့ပထမအဆုံးအနေနဲ့ benefit တွေထည့်ထားဆိုကျွန်တော် YG ကလည်းလင်းနဲ့ဘယ်လရစ်တကယ်ကိုလင်းကောင်းနေလားရတယ်ငါတို့ဘန်းမလိုက်မယ်ဘန်းမှာကျွန်တော်ကမရဘူးဗျာနော်ဖက်မှာလည်း hero right ပါရှိနေသေးတယ် that benefit ပြန်ပြီးတော့ရောင်လာဒီကိုစနေနဲ့ထည့်တွက်လို့တော့ရတယ်ဒါပေမဲ့ first pick ကိုဘက်ကနေပြီးတော့ကျွန်တော် Atlas ban ထားတဲ့အချိန်မှာလောလောဆယ် Pro Esport ရဲ့ benefit မှာ Marcel မပါပါဘူးဆိုရင်ကျွန်တော်တို့ YG ကဒီအချိန်မှာ Marcel သုံးလို့ရတယ် trade မယ်ဆိုရင်တော့ကျွန်တော်တို့ဒီ Marcel တို့ P1 Hero တို့နဲ့ပြန်ပြီးတော့ trade တော့ trade ရမယ်ဗျာဒါဆိုရင်တော့တိတ်တော့တန်လာရတဲ့မှာတော့မပါဘူးဗျာအဲ့တော့ကျွန်တော်တို့ဘက်ကနေပြီးတော့ပြန်ပြီးတော့ဒီ Marcel တွေပါ ban တင်တယ်လို့တော့ထင်တယ်အဲ့တော့မှတစ်ဖက်ကနေပြီးတော့ဒီ Hero တွေပါပြန် ban မယ်ဆိုရင်ကျွန်တော်တို့ရနိုင်တဲ့ hero တွေဒီဒီ Zushin တို့ပါတော့ပြန်ပြီးတော့ရလာနိုင်တယ်ဒီလိုမျိုးအခြေအနေလေးပေါ့ဗျာ YG မှာ draft တွေအများကြီးရှိတယ်ဆိုမှလည်းအခုလက်ရှိအရာဒီ Atlas နဲ့ပဲကျွန်တော်တို့ဒီ pick up ပုံစံတောက်လျှောက်ပြနေရဆိုရဲခိုက်တန်လေးတွေ့ရတယ်ဘလင်းရဲ့ချောင်းလည်းမေးထားလို့မရဘူးဗျာဟုတ်တယ် blink chong blink haircut ကတော့ကျွန်တော် meta လေးနဲ့နည်းနည်းလေးဝေးနေရဆိုပေမဲ့ out draft တွေအနေနဲ့ကလည်းမြင်ကောင်းမြင်ရနိုင်တယ်ဗျာနော် dangerous လည်းသွားပြီးတော့ဖြစ်နေဟုတ်တယ် match number 1မှာကဒီ haircut ကို GK Esport goal lane တွေပါဆော့ပြသွားတာဗျာတော်တော်လေးလဲဒီ damage တော့ထွက်တယ်သို့ပေမဲ့ goal lane ဆိုတဲ့အခြေအနေရဗျာလိမ့်မှလည်းပြန်ရှင်းရတာဆိုတော့ဒီကောင်ကမတ်ပြောက်ပြီးနေရတဲ့ hero တောက်လျှောက်မတ်ပြနေရတယ်ဆိုတဲ့ပုံစံဖြစ်သွားတယ်ဗျာအဲ့တော့အရေးမလားခဲ့ဘူးပေါ့ဗျာဘာပဲပြောတစ်ဖက်ကတော့ကျွန်တော်ပြန်ပြီးတော့ပဲကတ်ကော့နော်ကျွန်တော်ဒီချောင်းနှစ်ဖျားအနေနဲ့လက်ရှိဟိုကြောင်နှစ်ဖျားဘာချောင်းနှစ်ဖျားတော့စီနဲ့တော့ပေါင်းလိုက်တာကြောင်နှစ်ဖျားအနေနဲ့ကတော့လက်ရှိမှာနောက်ဆုံး benefit ဆိုတော့ ban ရမယ်ကဲမာဆယ်လေးမပန်းဝိုင်းတော့ကျွန်တော်တို့ဘက်မာဆယ်ကိုင်မှာနော်စော်မှာနော်အဲ့ဒါတော့ကျင်းသေးတယ်ဟီရာနဲ့ပြန်ပြီးတော့ trade မယ်ခုနဟေးဒီပြောပါဆိုလို့ပဲရတယ်မာဆယ်ကိုင်ချင်တာပေးမယ် Zushin ကို ban လိုက်တယ်အဲ့တော့ကျွန်တော် YG ရွေးချယ်ရမယ်ဗျာနော်မာဆယ်ပစ်မှာလားဟီရာပဲပစ်မှာလားအဲ့တော့မာဆယ်လေးပဲရွေးသွားတယ်ဗျာ YG အဲ့တော့ hero ပေးလိုက်ပြီဒီဘက်ကခွိုင်းလေးတကယ်ကိုကောင်းပါပြီဆို assassin ကိုတော့ hero ပေးပြီးတော့တခြားသော hero တွေချမယ်ဆိုမလဲခွိုင်းလေးက friendly ကင်သွားတယ်ဗျာ Oh my god နော်ဒါတော့ကျွန်တော်တို့ Nelly season ထားသလိုတော့မဖြစ်လာဘူးလို့ပြောရမယ်အဲ့တော့ဒါ main win season ထဲမှာမပါသေးဘူးမပါသေးဘူးကျွန်တော်တို့အဲ့တော့ hero တော့လိုအပ်နေပြီတကယ်ထုတ်ပြမလားအကယ်၍ကျွန်တော်တို့ဒီ second pick နဲ့ third pick မှာမထုတ်ဘူးဆိုရင်တော့ Pro Esport ဘက်ကနေပြီးတော့ ban နိုင်ကြီး probability ကတော့တော်တော်လေးကိုမြင့်နေတယ်တခြားသော hero ပြန်ပြီးတော့ဆင်းကြည့်မလား hero ကအများနဲ့ကျွန်တော်တို့ဒီ hero pick အရာ spirit များနေရဆိုနေပေမဲ့ fanny နဲ့သွားပြီးတော့ရှင်တဲ့အခါမှာ mobility ရလိုက်ပြီးတော့တက်ဖို့အတွက်ကမလွယ်ဘူးဗျအရှိသောပွဲစဉ်တွေမှာလည်းတွေ့ခဲ့ပြီးတော့ fanny ရဲ့ playing style ကိုဟန်ကကောင်းကောင်းကြီးသိတယ်အဲ့တော့ဒီ fanny ကိုဘယ်လိုပြန်ပြီးတော့ထိန်းပါလဲပေါ့လေ 4vs နဲ့ပါတွဲယူသွားဆိုတော့ကျွန်တော်တို့ pick up လေးတစ်ခုခုနဲ့ပြန်ပြီးတော့ဆော့မလား Marcel ပစ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီ pick up ပါလေတခြားသောနေရာ fat drain ဆိုတော့ utility ကို YG နေနဲ့ပြန်ပြီးတော့အသက်သွင်းနေပြီဗျဟုတ်တယ် utility လေးစတင်ပြီးမြင်လာပြီလို့ပြောရမယ်မနေ့ကလည်းကျွန်တော် Falcon Manor အနေနဲ့ကတော့တို့တွေဒီမတာထဲမှာတော်တော်လေးကိုကျန်းနေပါဆိုတဲ့ assassin hero တွေကိုပန်းပြီးတော့ utility type မျိုးကိုပြန်ပြီးတော့အသုံးပြုခဲ့တယ်ဒါပေမဲ့ဒီနေ့မှလည်း YG အနေနဲ့ကျွန်တော်တို့ရဲ့ hand Fedrin နဲ့ပြန်လည်ပြီးတော့ထွက်လာခဲ့ဒါသူတို့ signature draft လို့တော့ကျွန်တော်တို့ပြောလို့ရတယ် link ရဲ့ Marcel ကျွန်တော်ကန်စီရဲ့ god ပြီးသွားရင် hand ရဲ့ Fedrin ကတော့အနေငယ်ကျွန်တော်မြင်တွေ့ရတဲ့ပွဲစဉ်လေးတချို့ပွဲစဉ်လေးမှာ early game time မှာမိကအဆင်မပြေဘူးဆိုရင်တော့သူ struggle လုပ်ရတဲ့ပွဲစဉ်လေးတော့ရှိတယ်ဒါပေမဲ့သူရဲ့ improvement ဒီသူရဲ့တိုးတက်လာမှုဘယ်လောက်ထိနှုံမြင့်တက်လာလဲဆိုတော့ဒီပွဲစဉ်မှာမြင်တွေ့ရမှာပေါ့ဗျာနော်ကဲအဲ့တော့ကျွန်တော်တစ်ဖက်မှာတော့အားလောတွေပါတော့ပြန်ပြီးတော့ benefit တွေတော့ထည့်ထားတော့တွေ့ရတယ်ဗျာအားလောပြီးသွား Fedrin ပြီး Marcel ဒီလိုမျိုးအရာလေးတွေကတော်တော်လေးကိုစိုးတယ်အားလောဒီနဲ့တောက်လျှောက် dash တွေသုံးလို့ရတယ်ဗျာ disable တစ်ခုဝင်တိုင်းသူရဲ့ dash တစ်ခါပေါ်မယ်ဆိုတဲ့ passive လေးကိုတော့သူတို့မပေးချင်တဲ့ပုံစံလေးပဲ 4vs လိုမျိုး hero ပြန်ပြီးတော့ထုတ်ထားရဆိုပေမဲ့တွဲလုံးလေးကသွားပြီးတော့ရှိနေတာဆိုတော့ဒီ YG ကိုမပေးမဲ့နဲ့ ban လာတာဗျာအဲ့တော့Marcel Fedrin ဆိုရတွဲလုံးကတကယ်နဲ့ပြန်ပြီးတော့စဉ်းစားကြည့်ရမယ်ဆိုရင်ဖမ်းတာကောင်းတယ်နော်အနောက်မှာ goal လေးကတော့တစ်ဖက်ကို fanny ပေးထားတာဖြစ်တဲ့အတွက်ကြောင့်တတိရောထားရမယ်ကျွန်တော်ဒီအလှုပ်မိတကောင်မဟုတ်ဘူးဗျာအထိုင်မဲ့ flicker နဲ့ထွက်ရမှာအဲ့တော့ fanny အဝင်ထွက်လေးတွေမှာသူတခါလေး hero key ပြန်ပြီးတော့ပေးရနိုင်တယ်ဗျာခိုင်ဆဲ position ကိုပဲကြည့်ရမှာပဲဟုတ်တယ်ဗျာနော် Caster Heady ပြောတာမှန်မယ်ကျွန်တော်ဘယ်ညာဝင်ပြင်းမဲ့ Marcel Fedrin ဗျာ fanny အနေနဲ့တော့သူ့ရဲ့ speed လေးတွေရှားလာတော့အနေငယ်တော့အခက်ခဲလေးတွေရှိနေမှာဒါလည်းမိကတိုင်မင်ရဲ့အန်ကိုက်လေးဖြစ်သွားမှာဗျာနော်မစ်မှာလည်းတော်တော်လေးတော့ရီတော့ပါသေးတယ်0 to 2 minute တိုင်မင်အတွင်းမှာတစ်ဖက်ကနေပြီးတော့ glue Roma အနေနဲ့ pressure ပေးလာမယ် slam pass early game မှာတော့ impact နည်းတယ်ဆိုပြီး mid game ကြရင်တော့ဒီ glue နဲ့နောက်ကနေပြီးတော့ follower လိုက်လာမယ်လိုက်လီယာလားသို့မဟုတ်ကင်ပြီလားဒီအပေါ်မှာ moody ပြီးတော့ impact ကတော်တော်ကွာသွားတယ်ဗျာတော်တော်သဘောပေါက်နေပြီနော်အော်ဘန်သွားပြီ Pro Esport အနေနဲ့တော့လက်ရှိမှာနည်းနည်းလေးတက်နေရလို့ပဲပြောရမလားဗျာနော်ကျွန်တော်ဒီ bar rally ပါထပ်ပြီးတော့နောက်ဆုံး benefit တွေတော့ထည့်သွားရဗျာအဲ့တော့ fanny comfort ဖြစ်နေရဆိုတဲ့ပုံစံတစ်ခုမှတော့ရှိနေသေးတယ်ကျွန်တော်ဘက်မှာ disable တွေပါတယ်သို့ပေမဲ့ဒီ fanny ပါဝင်လာတဲ့ပဒေကြမှာပဲဒီကောင်ကိုဓာတ်ရိုက်ကြီးဖမ်းနိုင်မှာအဆင်ပြေမယ်ဆိုတဲ့အရာ viewer stand ရေမဟုတ်ဘူး mini stand AOE stand ဒီလိုမျိုးသွားပြီးတော့ဖြစ်နေရဗျာအဲ့တော့နောက်ဆုံး benefit ကိုတော့ထပ်မှတ်ပြီးတော့တင်ရမယ် mage တွေပါလွတ်တယ်ပြီးသွားရင်ကျွန်တော်ဒီ mass band တွေပါ ban ရမယ်မော်စကိုလေးဘန်းစီချင်တာဒါပေမဲ့သူတို့တော့ဗီဇာနာလေးပြန်ပြီးတော့ဘန်းသွားတယ်ဗျမင်းဗီဇာနာတော့ပြန်ပြီးဘန်းလာတယ်နော်စိတ်ဝင်စားဖို့တော့ကောင်းနေပြီ benefits တွေက
ပြေးသွားခဲ့ပြီဆိုတဲ့အချိန်မှာတော့ကျွန်တော် hero pick လေးပြန်ပြီးတော့ရောက်လာပြီဗျ bro e-sport အနေနဲ့သူတို့ရွေးချယ်ရမယ်ပိုင်းခြားပေါ့ဒီ goal liner ရင်ထုတ်မဲ့ဆာ mid liner ကိုပဲသူတို့အရင်ဆုံးထုတ်ဖို့ chance ကတော့များတယ်ဗျနော် Lydia တွေပါလွတ်ထွက်နေတယ် Eve တို့ဘာတို့ကတော့အတုံးတော့နဲသေးရဆိုရင်ဇုံနေအားတစ်ခုမှာတော့ခုချိန်ထိကတော့အစင်တော့ပြေနေသေးပဲဗျဒါပေမဲ့ goal နဲ့အပြန်ရတော့ကျွန်တော်တို့ဒီ Lydia တို့ဘာတို့မြင်တွေ့ရတာပဲများပါတယ်အာလီဘိုင်ပုတ်လို့ရရဗျလိုင်းလီယာဆိုရင်เนาะဒါပေမဲ့တခြားသော hero တွေကလည်းဖြစ်လာနိုင်တယ်မနေ့ကဆိုလဲကျွန်တော်ဒီတော်တော်လေးဒါ visa နာတွေပါလည်းမြင်တွေ့ရဆိုတော့ benefit တွေထည့်ထားတယ်ကောင်းတယ်အဲ့တော့ cloud တော့ရွေးသွားပြီဗျ mouse ကောင်းနဲ့ပြန်ပြီးတော့ trade တယ်ဆိုတဲ့ပုံစံတစ်ခုပဲကျွန်တော်ဘက်ပစ်မယ်ဆိုရင်လည်းပစ်လို့တော့ရတယ်เนาะဒီ 4PS တကောင်တော့တတိတော့ထားရမယ်ဗျဂလူးတွေ fanny တွေဒီလိုမျိုး hero တွေပြီးသွားရင် lane match မှာလည်း cloud ကို AC လေး mouse ကောကပြန်ပြီးတော့ဖြည့်ရှင်းလို့တော့ရတယ် item စုံဝိုင်းတော့ဒီ fanny ကိုလည်းလူလို့မထင်တော့ဘူးဗျအကုန်လုံးပြစ်ခွဲမှာအဲ့တော့ကျွန်တော်ဘက်မှာ choice က EHP မှာနည်းနည်းလေးအကျက်သေးတော့ဖြစ်လာတယ်တန်းပါမှလည်းရမယ်ဗတဲ့ combination ကလည်းပါမယ်ဆိုတော့ချောင်းတော့ရှိရတာအဲချောင်းတော့တော်လေးတော့ risky တော့ဖြစ်တယ်ပေါ့လေ Vendetta တို့ဒါမှမဟုတ်ကျွန်တော်ဒီ Treasure တို့ဒီလိုမျိုး hero လေးတွေသွားကျင်လာပေါ့လေရင်းကအဲ့လိုမျိုး Ruby တွေပါလည်းရှိရနော်ဒီဘက်မှာ Ruby တော့မစိုးဘူးဗျနော်ဒီဘက်က Ruby ကတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်Moscow လေးတော့ရွေးသွားပြီဗျကဲနောက်ဆုံးကျွန်တော်တို့တဲ့တကယ်ပြသရတော့မဲ့ draft တစ်ခုဖြစ်တဲ့ EHP lane ကိုတော့ဆက်လက်ပြီးတော့ပဲ Uranus ပြနော် disable တော့မဟုတ်တော့ဘူး damage taken နဲ့ကျွန်တော်ဒါအမားပုံစံတစ်ခုသွားပြီးတော့ဒါ damage ပေးဖို့အတွက်ကတော့နှစ်ကောင်ရှိတယ် Moscow နဲ့ God ဒီတွဲလုံးလေးသွားမယ်ဗျ late game Moscow နဲ့ early by God ပုံစံတစ်ခုကိုတော့ကျွန်တော်အနေနဲ့ YG အရင် MSA မှာစောခဲ့ပုံစံတိုင်းပဲထပ်တည်တာပါတယ်ဟုတ်ပါတယ်ပုံစံလေးကတော့ကျွန်တော်တို့တစ်ဖက်ကနေပြီးတော့ Marcel Fedrin God injection တွေ project တိုင်းတွေပြီးသွားရင်တော့ဒါနောက်ကနေပြီး energy ration နဲ့ Marcel ရဲ့ passive timing လေးရှိနေတဲ့အချိန်မှာတော့တို့ဘက်မှာတော့အမှန်တိုင်းပြောရရင်ကျွန်တော် disable လေး stand လေးလောက်သွားပြီလို့သတ်မှတ်သွားပုံတော့ရတယ်ဗျနောက်မှလည်းကျွန်တော် Moscow ရဲ့ mystery လေးပါနေတဲ့ခြားမှာ damage taken Uranus ကိုပဲအားဖြည့်ထိုင်းနေပဲ Young Gladios နဲ့ Pro Esport ရဲ့ game number 1 ဟာလမ်းအောင်ထောင်းနဲ့မသိမချခင်မှာပဲစတင်တော့မှာပဲဖြစ်ပါတယ်နောက်ဆုံးပစ်လေးတစ်ခုချန်ရှိနေတဲ့ Pro Esport သူတို့အနေနဲ့ mimage မှာဘယ်လိုမျိုးရွေးချယ်သွားမလဲ Mass Money ပါတက်ပြီးတော့စော့ကျင်နေဆိုရင်တော့ Charity ဇူစီရှန်လေးပဲရွေးသွားခဲ့တယ်ဗျာနော်ဒီ hero ကတော့တကယ်နဲ့ပြန်ပြီးတော့စဉ်းစားကြည့်ရမယ်ဆိုရင် Aerie Crowd Control အားရ Avada Guardian တွေသုံးလို့ရတဲ့ Garacha တို့ Minotaur တို့ဒီလိုမျိုးအရာတွေနဲ့သွားပြီးတော့တွဲလို့ရတယ် Alice EHP တွေပါဆိုလဲသူရဲ့ Throne Room တွေပါနဲ့တွဲလို့ရတယ်လက်ရှိမှာသူတို့အနေနဲ့ glue လေးနဲ့ပြန်တွဲထားရဗျာအဓိကတော့ Marcel ဝင်လာတဲ့လမ်းကြောင်းတစ်ခုမှာပြီးတော့ God ရဲ့ project တိုင်း Magician Injection အဲ့လိုမျိုး Mastic တွေပြန်ထိုးတဲ့အခါဒီမှာဒီ stand ပေးဖို့အတွက်တော့ယူလာလို့ထင်တယ်သို့ပေမဲ့လေကိန်းရောက်သွားရင်တော့ distraction မှန်လာတယ်အဲ့ကောင်တင်ပါဗျဟုတ်တယ်အဲ့လေကိန်းတိုင်မင်လေးတစ်ခုတော့ကြည့်ရမယ်ပေါ့လေနော်ကျွန်တော်အားလုံးစောင့်မျှော်နေကြရတဲ့ဒါ day number 4 Indonesia 2026ရဲ့ရန်ကုန် Gladios ကျွန်တော်မြန်မာနိုင်ငံကိုစားပြုအသင်းရဲ့နောက်ထပ် knockout stage ကိုတက်လန်းသွားနိုင်မလားဒါမှမဟုတ်ကျွန်တော်တို့ဒါမပြောကောင်းမဆိုကောင်းပေါ့လေနော်လောက bracket လေးပဲဆင်းသွားမလားဆိုရဲဖြစ်နိုင်ဘူးပွဲစဉ်လေးတစ်ပွဲကတော့ဒီချိန်မှာလန်းတော့ down နဲ့ဟိုရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ် Paris May မှာပြန်တန်းဖို့တဲ့ကျွန်တော်တို့ရန်ကုန် Gladios Phoenix တွေဟာဘယ်လောက်ထိအမြင့်ပေါ်ရောက်ရှိလို့သွားမလဲ knockout stage ရဲ့1 ticket ကိုရယူဖို့အတွက်ရောက်ရှိလာခဲ့တဲ့ရန်ကုန် Gladios ဟာဒီ Pro Esport ကျော်လာနိုင်မှာမလားဆိုတဲ့အရာ Best of the Series game number 1စတင်လို့လာခဲ့ပြီပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဒီ mid ပိုင်းဆိုင်ရာကတော့အမှန်တိုင်းပြောရရင်အခုနောက်ပိုင်း mobile legend ပွဲစဉ်တွေမှာတော်တော်လေးအရေးပါတဲ့ timing လေးတစ်ခုပဲဗျအဲ့တော့ early game သူတို့သွားမဲ့ rotation လေးတွေ pattern လေးတွေမှာဘယ်လိုမျိုးကျွန်တော်ပုံဖော်သွားမလဲဆိုတော့ကြည့်ရမယ် Law there slam packs အလဲမှာတော့ PPPP တောက်ချော့ pressure တွေပေးနေတဲ့အချိန်မှာခိုင်စီရောင်းတော့ free wave လေးကတော့ရှင်းထားသေးတယ်သူတို့ကတော့ပေါ်ပါပါတယ်အဓိကတော့ဒီ midway ကိုမြန်ဆန်ရှင်းလို့ရရင်ပြီးတာပဲဗျာဂေါကအမှန်တိုင်းပြောရရင်ကျွန်တော် level 4ရရှိဖို့တော့လိုတယ်အဓိက first star တွေတိုင်ပေးပါဗျာ Coley ကျွန်တော်ပြန်ပြီးတော့ပဲရောက်လာခဲ့ဗျာနေတော့ Venera လေးကိုတော့လာလောက်ပြီးတော့စားသားတယ်ဒီကတော့ handy utility jungler ဖြစ်တဲ့အလျောက်ပြီးတော့ဒီ patch အရာကျွန်တော်ဒီ early ပိုင်းမှာဒီ Fedrin တို့ Basha တို့အကိုင်းတို့ဒီ Crease စားတဲ့အရာကိုပြန်ပြီးတော့ short ချထားတယ်အဲ့အတွက်ကြောင့်နင်းငယ်လေးပြန်ပြီးတော့ပဲကျွန်တော်ဒါနောက်ကျနေတဲ့အခါလေးတော့တွေ့ရတယ်ဗျာသို့မဲ့ကျွန်တော်ဒီ rotation pattern ရပြန်ကြည့်ရမယ်ဆိုရင်တော့ top side မှာကျွန်တော် blink ပြန်ပြီးတော့ရောက်ရှိနေပါသေးတယ်ကဲနေထားလေးတော့ကျွန်တော် blink ဆန်ချီကိုတော့ backup လေးလိုက်ပြီးတော့ကပ်ပေးထားရတယ်နော်ကိုဆန်မှာဆိုလို့ family speed လေးကတော့ဒါသူ့အနေနဲ့ conform မဖြစ်ဘူးလို့တော့ပြောလို့ရရမယ်မှန်တယ်ကျွန်တော် lane freeze ခံထားရမယ်အပိုင်းခြားလေးတွေမှာတစ်ဖက်ကနေပြီး trinity ထွက်မဲ့ timing လေးတွေဟာဝေးကွာ190ကြီးတော့ရှိတယ်ဆန်ချီကဘာကင်ဟန်တာနဲ့တော့ထွက်လာဟုတ်တယ်ကဖက်မှာလည်း call line ကိုလီပြန်ပြီးတော့ရောက်လာပြီဟန်တောက်ရှော့တော့ဆွဲကန်နေရဆိုတဲ့အခါမှာ fast flag ကိုတော့ပေးအပ်လိုက်ရတယ်ဗျာတယောက်လေးရှိနေတဲ့ information ကိုတော့တီဝါခဲ့တဲ့ PPPP version ဘိုင်းမှာ Collie ပြန်လေပြီးတော့ရောက်ရှိလို့ line နဲ့ပဲ Jordan နဲ့ fast flag ကိုတော့ခွင့်ပြုလိုက်ရတယ်ဒါပေမဲ့ပြဿနာမရှိဘူး utility jungle ဖြစ်တယ်ဒါတဲ့ objective ကိုတော့လက်ရှိပြီးနေပါသေးတယ်ဟုတ်တယ်ဗျာဒါတဲ့ objective 5 လေးကိုတော့တခုတော့သွားပြီးတော့ကြည့်ရမယ် Cutthroat Choir လေး loss မှာတော့ပေးထားသေးတယ်ဒါပေမဲ့ဒါတဲ့ objective 5မှာတော့သူရဲ့ stake ပဲကတော့ရာပဲဗျာ retribution မှာ
ကျွန်တော်တို့က objective jungle လာဖြစ်တဲ့ဆိုတဲ့အတွက်ကြောင့် double retribution R တစ်ခုတော့စောင့်ကြည့်ရမယ်ပေါ့လေလေမှာတော့ blink basic စောက်တော့သွားပြီးတော့ပဲနှောက်ထားသေးတယ်ဗျာအဲလင်းကတော့ဟန်က quality ရဲ့ position ကိုတီးဟေးလွယ်နဲ့တော့ဘယ်ရမလဲပေါ့လေ44တကောင်တော့ပြန်လဲပြီးတော့ရရှိသွားပြီဗျာ fast flat ယူလာရတယ်မင်း jungle စုံတွေကရှိတဲ့ကောင်ငါပြန်စားမယ်ဆိုတဲ့ပုံစံတစ်ခုပဲကဲရင် fashion ပြန်လဲပြီးတော့ပေါ်လာပြီဗျာ play လဲရှိတယ်ခိုင်ဆဲလဲလေ full ပဲအဲ့တော့ဒီဘက်မှာ K ပဲပြန်လဲပြီးတော့ဆွဲလာလို့ magic ကခါလေးပဲတန်းပြီးတော့ PPP down သွားပြီဗျာခိုင်ဆဲလဲပြန်လဲပြီးတော့လွတ်မြောက်ခွင့်ရရှိနေတော့ပဲဂျားထဲမှာဟန်ရရှိလို့နေတဲ့ခိုင်တဲ့တစ်ခုမှာတော့ရအောင်ပဲ break up zone လေးနဲ့ပဲလွတ်မြောက်ခွင့်ပိုင်ဆိုင်သွားခဲ့တဲ့ 1J ဒီ data file ကိုဆက်လက်ဆိုင်ဖို့အတွက်အခွင့်အရေးတစ်ခုရှိနေပါသေးတယ်အရှိမတော့ကျွန်တော်တို့ရင်ဟာဒီအချိန်မှာဘလာတော့တောင်းနေပြီလို့ပြောရမှာ Gadin Marcel ပဲဗျာမရတော့ကျွန်တော်တို့ဒီဂျန်ဝန် Gladiators အနေနဲ့ front line ထဲမှာရှိနေတဲ့ဟန်နဲ့ရင်နဲ့ကောင်းကောင်း damage take လောက်ထားတဲ့အချိန်မှာနောက်ကနေပြီးတော့ကန်စီရဲ့ဒါ follower လိုက်လာတဲ့ Master Cash Store လေးအားကောင်းသွားနေတူပဲကျွန်တော် PPP ကိုပြန်လဲပြီးတော့ရလိုက်ပြီဒါတဲ့ objective fight လေးကတော့နည်းနည်းဒီလေးတော့ဖြစ်သွားနိုင်တယ်ဆိုပေမဲ့ပွဲစဉ်ကိုစိုးမိုးဖို့အတွက် chance လေးဟာဂျန်ဝန် Gladiators ဘက်မှာတော့နည်းငယ်တော့ရှိနေတယ်ဗျာရေထဲမှာ Mewtwo တဲ့ဆိုတဲ့ Patrick ကိုနော်ရေခဲချောင်းကျွေးပေးလိုက်တာဗျာတကယ်ကိုကောင်းတယ်အဲ့တော့ဆိုတော့ဒီဘက်မှာ PPP level လေးရသွားတယ်ကျွန်တော်ဒီဘက်မှာလည်း blink အနေနဲ့ level 4ရောက်သွားပြီဗျာအဲ့တော့ Vanilla လမ်းကြောင်းတစ်ခုမှာကျွန်တော်ဒီ golden hour ရွှေအောင်ချိန်နဲ့ဖြတ်ထည့်ထားမယ်ဆိုရင်တော့ဒီ Data Fight ကကျွန်တော်ရန်ကုန် Gladiators အတွက်ပဲဖြစ်သွားနိုင်တယ်ဗျာဟုတ်တယ် blink back stick iron ဒီ sorry iron fearless ဒီမှာတော့သွားပြီးတော့ထိနေပြီဗျာဟန်အနေနဲ့ကဒီအချိန်မှာ free objective လေးကိုတော့စတင်ပြီးရန်ကုန် Gladiators spy ဆိုင်ခဲ့ပြီဖြစ်ပါတယ်ဘာပဲစားနေရခွန်လီယိုတော့ vision တွေ့လားဆိုစောက်တောက်လျှောက်လိုက်ပြီးတော့ကြည်သားဆိုနောက်ပါပြန်ပြီး agency ပေးထားသေးရဲ့ဗျာ sorry iron fearless appraiser ဝတ်ဒီဂျာနမှာတက်ပြီးတော့ Demon 4ပေးထားသေးရဲ့ဆိုနေပဲနောက်ဆုံး fat line မှာခိုင်စီသွားပြီးတော့ရှိနေတဲ့အခါမှာခိုင်စဲတကောင်ပေးလိုက်ရတယ်ဗျာကိုပြခွန်ခံထား China တခုမှာကြီးပြန်လဲ forward line ဆိုမှလည်းဟန်အကောင်းဆုံးတော့တောက်ခံထားသေးရဲ့ 4v1 ဆိုတဲ့ situation မှာ Kusan ပြန်ရောက်လာနေတဲ့ချိန်လေးတိုင်းတာထီတော့ Journey ရဲ့ Hero Key ပြန်လဲပြီးတော့ပေးအပ်လိုက်ရတယ်ဗျာငယ်လေးလောရတယ်မျောရတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေးရတယ်ဗျာနော် sorry iron fearless ကြီးကိုအကုန်လုံးပြေးပြီးတော့တဲသွားတဲ့အချိန်မှာနောက်ကနေပြီးတော့ blink အနေနဲ့အရင်ဆုံးပါသွားခဲ့တယ် backup လေးတွေသွားပြီးတော့စုနေတဲ့အချိန်မှာတော့ Hero Key ကြာရှုံးလေးရှိသွားခဲ့ရဆိုမြဲအပေါ်မှာကျွန်တော်ရဲ့ SMG ကဒီအချိန်မှာ free fan မင်းတော့ဖြစ်နေပြီဗျာဟိုဖိုး200လောက်ရလိုက်ပြီဗျာနော်ဘာပဲပြောဒါလေးကသူ့အတွက်တော့ကောင်းတယ်လို့ပဲပြောရမယ် cloud ရောက်လာတယ်တကယ်ကိုနောက်ကျရဆိုနေပေမဲ့ကျွန်တော်မှရှိနေခဲ့တဲ့ဒီခိုင်စဲက flicker မရှိဘူးဆိုတဲ့အရာတခုသူတို့ကောင်းကောင်းသိသွားတယ်ဗျာ golden hour က call မပါပါဘူးဆိုတဲ့အရာတခုကနည်းလေးစိုးတယ်ပြီးတော့ဒီ sorry I feel ကဒီ Demon 4တစ်ချက်မှာသွေးပြတ်တက်သွားတာဗျာတလားဟုတ်တယ်ဗျာနော်ဒီအချိန်ကတော့ကျွန်တော်တို့ဒါ pro e-sport အနေနဲ့ကတော့သူတို့ရဲ့ timing လေး reason လေးပြန်ပြီးတော့မှန်သွားပြီလို့ပဲပြောရမယ်ကျွန်တော်ကစိတ်ရှည်မှရမယ်စိတ်မရှိလို့တော့မရဘူးဗျ။ Samji ရဲ့ timing တခုကသွားပြီးတော့ရှိနေမှန်တယ် Samji အနေနဲ့အဲ့လိုမျိုး trinity timing တွေထွက်လာတဲ့အချိန်ကြောင်းတော့မှသူ့ရဲ့ penetration damage တွေဟာပွဲပေါ်မှာတော့အများကြီးထမ်းဖို့ပေးနိုင်လိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့မျှော်လင့်ထားတယ်ပေါ့လေဒီအချိန်မှာ rotation လေးတွေ ganking လေးတွေ flanking လေးတွေကိုပဲနှစ်သိန်းလုံးရှီရနေပြီးကျွန်တော်အနေနဲ့စောင့်ကြည့်ရမယ်ဗျ။ကိုလိမ့်မှာတော့ကျွန်တော်လေးအဆင်ပြေနေတဲ့ Sanji ကိုမြင်တွေ့နေရတယ်ဗျ။နောက်တစ်ဘက်ကနေပြီးတော့ Kusan နဲ့ပြန်ရှင်ကြည့်ရမယ်ဆိုရင်လည်း level ပိုင်းမှာသိပြီးတော့မခွာဘူး level 6ကျွန်တော်တို့က level 7ရောက်နေပြီဗျ။နော်နည်းငယ်လေးတော့ experience ရသွားတာရယ်ဆိုတဲ့အချိန်တွေတော့ဖြစ်လာတယ်။ကျွန်တော်တို့ time က million ရဲ့ first tower ပဲဗျ။အဓိက pro e-sport က million first tower ရသွားပြီဆိုတာနဲ့တစ်ဘက်က jungle zone ထဲမှာရှိနေတဲ့ Collie ရဲ့ power belt ကိုတွားရောက်ပြီးတော့ time မယ်ယူမယ်အဲ့ချိန်ကျရင်ဒီကောင်ကဘာမှလုပ်လို့မရတော့ဘူးအခုကတော့ဂူရှိကလည်းကျွတ်သွားခဲ့တယ်နော် timing လေးကတော့စပြီးရောက်လာပြီးတော့ပြောလို့ရတယ်ဒါပေမဲ့အော်မှာ Samji အနေနဲ့အနေနဲ့ရတယ်နော်ဘယ်ရပါမလဲနောက်မှာ blink backup ပြန်ပြီးတော့ရောက်ရှိလာတဲ့ဂျားထဲမှာ pro e-sport သူတို့ရဲ့ human jack လေးဟာနည်းနည်းပြီးတော့ဝေးကွာသွားပြီဗျာဟုတ်တယ်အပေါ်မှာလေးကျွန်တော် credit ပြီးတော့ပြန်လဲပြီးတော့ရင်းအနေနဲ့စားရတယ်ဗျာဘာမှမကြွေးဘူးเนาะအကုန်စားမှာအဲ့တော့ sark အနေနဲ့သူ့မှာဒီ passive တွေပါပြီးတော့ကျန်နေသေးရဗျာဒီဈေးပဲအရာကတော့ Furious the Phoenix တွေပါရှိနေသေးဆိုမှလေဒီ total ကိုတော့ကျွန်တော်တို့ YG ပြန်လဲပြီးတော့ဆွဲလာပါသေးတယ်ဟုတ်ပါတယ် YG အနေနဲ့ dancing လေးတစ်ခုစတင်ပြီးတော့ပဲအမိသေးဟဲတော့ပြုတ်နေပြီဗျာခွိုင်းလေးအနေနဲ့ကတော့ recommendation လာဖို့အတွက်ကတော့ comfort တော့ဖြစ်တယ်ရင်းအနေနဲ့တစ်ဖက်ကနေပြီးကူဇန်ကိုသွားပြီးပြေးကြည့်ထားတဲ့အချိန်မှာကူဇန်အနေနဲ့ဒီ early game time မှာရင်းကို break down လုပ်ဖို့အတွက်ကတော့မလွယ်ဘူးဗျာနော်အောက်လမ်းကိုသွားပြီးတော့ကန်းကျင်တာဘယ်ရပါမလဲနော် energy ကလည်းတဝက်ပဲရှိရဗျာတာတဲကိုလာမယ်ဆိုရင်တော့ခိုင်းလေးဒီ battle fight ကိုဆက်ဆိုင်ဖို့တော့လွယ်ပါမလားတောက်လျှောက်ဆိုသူတို့ပဲတစ်ဖက်မှာ Platinum stat တွေပေးတာဆို hand အနေနဲ့ retreat ရောက်သွားတယ် Mastican flicker ပြခုန်ခံလိုက်ရတယ်ဗျာဒါပေမဲ့ထောက် Price the War Kusan flicker တောင်းပြီးတော့ပြန်လဲ forward သွားခဲ့နောက်မှာတော့ကန်ကောင်းသွားခဲ့တယ်ဗျာ flicker လေးရှိလို့မဟုတ်တော့ Hero Key တော့ပေးရနိုင်တဲ့ဂျားထဲမှာအောက်မှာတော့ခွိုင်းလေးကျွန်တော်တို့တော့ခွိုင်းလေးရှာနေပြီအောက်လမ်းမှာရှိနေခဲ့တဲ့ Sanji solo fan ပဲသွားဖြစ်နေဆိုတဲ့ခိုက်တာမှာတာဝါထဲမှာနေတာလဲသူ့အနေနဲ့ K-Bane နဲ့တောက်လျှောက်ဆွဲခံလိုက်ရဆိုတဲ့ပုံစံတစ်ခုတော့ဖြစ်သွားခဲ့တယ်ဗျာနော် Hero Key ပေးလိုက်ရတယ်အောက်မှာရှိနေ first tower ပြန်ပြီးတော့ပဲခွင့်ပြုပေးလိုက်ရဆိုတဲ့အချိန်นี้တာတေရတယ်ဗျာဒါပေမဲ့ Hero Key မရတဲ့ဒီ Data Fight မှာကျွန်တော်တို့အနေနဲ့အနေငယ်လေးတော့ဂိုးလေးပိုက်ချရပေးလိုက်ရတယ်လို့ပြောရမယ်နော်ကျွန်တော် Curious the Phoenix လည်းသွားပြီးတော့မှန်မှလည်းပါတယ်ဗျာ finally အနေနဲ့အဲ့လိုမျိုးသူ fan play style လေးကတော့တဘောတော့သွားပြီးတော့ရှိနေရဗျာမေထားလို့တော့မရဘူးဒါပေမဲ့ objective 5တွေမှာလက်အမှုရယူထားတဲ့ရန်ကုန် Gladiators အနေနဲ့ now gap မှာတော့မတိမ်မင်းလေးဥဆောင်ထားသေးပါပဲရင်းရဲ့ lane ကိုတော့ဒါတစ်ဖက်ကနေပြီး pro e-sport အနေနဲ့မျက်စိတော့သွားပြီးတော့ကြာနေတယ် Samji ကိုရန်လည်း010တစ်ခေါက်လောက်တော့ down ပြီးသွားပြီဆိုတော့ရင်းရှီကိုတော့အကုန်လုံးပြုံပြီးတော့ပဲ target ထားမယ်နဲ့တူပါတယ်တက်လို့တွဲပါမလားမရအောင်တော့ကျွန်တော်ဟန်ပြန်ပြီးတော့ရောက်လာပြီ၃កောင်လုံးဖမ်းဖို့ကြိုးလာ flicker နဲ့နောက်
မှာ goal down မှာဖြတ်တဲ့ဆိုမလဲမရဘူးဗျစားတကောင် Pricer War ပြန်ခံရဆိုမလဲ flicker 3ပြီးတော့ပြန်လဲ forward သွားခဲ့တယ်တောင်းနေဖြစ်နေတဲ့အခါမှာတော့ရေခဲချောင်းပြန်ပြီးတော့ပေးထားသေးတယ်ဆိုမလဲတစ်ဖက်မှာဝင်လာခဲ့တဲ့ call လေးပြန်လဲ forward သွားတဲ့အခါမှာရင်အကုန်လုံးတော့ damage take ပြန်လုတ်ပေးထားပါသေးတယ်ပတဲကြီးတွေကပညာသားပါတယ်နော်နှစ်သိန်းလုံးကကျွန်တော်ဆိုင်သွားဒါပေမဲ့ blink ကအဲ့လိုမျိုး space လေးနည်းငယ်လွဲချော်သွားလို့ဗျမဟုတ်ဘူးဆိုရင်တော့အဲ့နေရာမှာတေးပြောင်များသွားတော့ pro esport တော့ဖြစ်သွားနိုင်တယ် SMG Fury of the Phoenix ပြီးသွားတဲ့ကြားထဲမှာတော့ sorry and Phoenix SMG ကိုစတင်ပြီးတော့ take down လိုက်တဲ့ကြားထဲမှာ Jin ခုစံနဲ့တော့ပြန်ပြီးလဲလာတယ်ဆိုပေမဲ့လို့ပြန်ပြီးတော့ Master Cash injection လေးမိသားတဲ့ကြားထဲမှာ Jin ပြန်ပြီးပေးတာပါသေးတယ် တိုင်းတဲ့နောက်က damage ပေးဖို့တဲ့ကြိုးစားနေတဲ့ခိုင်တဲ့တကူမှာ Pricer War နဲ့ပဲ Phoenix တကောင်ရလိုက်တဲ့ပြုံမှာစောက်ပါထပ်မပြီးတော့တိမ့်ပိုက်သွားတယ်ဗျခေါ်လေဒီနေရာမှာတော့ Han ပြန်လဲအဆုံးသက်သွားနေတယ်ပဲ Travel Gate ပါပိုင်ဆိုင်သွားလို့ Master Cash ဒီလိုကပြန်လဲပြီးတော့ပဲပေးဆက်လိုက်ရပြီးဖြစ်ပေါ်တယ်ဟေးငါတို့ဒီခွိုင်လေးရဲ့လောက်ကွက်လေးတွေကိုတော့နည်းလေးတော့စဉ်းစားမှတော့ရတော့မယ်ရတယ်မဟုတ်အဲ့ကောင်နောက်မှရှင်းမှာကိုအရန်စောင့်တာဗျအဲ့ကောင်နောက်မှရှင်းမှာဟုတ်တယ်အဲ့ကောင်နောက်မှရှင်းမှာ Sanji item မထွက်သေးလို့ဒီနေရာမှာ Sanji item ထွက်နေရင်တော့သူ့အနေနဲ့ဒီလိုမျိုးလှုပ်လို့ရလို့တော့ရမှာမဟုတ်ဘူးဗျ Sanji နဲ့ကျွံသွားတော့ဗတေးကတကယ်တော့ကျွန်တော်ရန်ကုန် Gladiators ဘက်ကစမှားတာတကယ်အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်စမှားတဲ့အချိန်မှာတစ်ဖက်ကနေပြီး Pro Esport နေနဲ့ဒါပဲသူတို့အခွင့်ပဲဆိုပြီးတော့ဝင်တဲ့အချိန်မှာကျွန်တော်တို့ဘက်ကနေ response နေတင်းဖောင်းနေတော်တော်လေးအားကောင်းသွားခဲ့တယ် Yes ဘာဖြစ်ပြောကျွန်တော်တို့ဒီချိန်မှာတော့ Demon Hunter Kusan နေနဲ့ထပ်မံပြီးတော့ပါနေရပြနော် KD ratio ရပြန်ကြည့်ရမယ်ဆိုလဲ113ဆိုရယ် KD ကျွန်တော်တို့ဘက်မှာ Sanji က021ဆိုရယ် KD နဲ့ Hiroki မရသေးဘူးဆိုရယ်အရာတခုတော့သွားပြီးတော့တွေ့ရတယ်ရင်းစီမှာနောက်ထပ်ကျွန်တော် item base အနေနဲ့ကတော့ Oracle လေးတစ်ချောင်းတော့ပါလာပြီဗျဒီ Oracle ကသူ့အတွက်ပို့ပြီးတော့ comfort ဖြစ်စေမယ်သွေးတက်နှုန်းတွေကောင်းမယ် physical defense တွေကောင်းမယ် magical defense တွေကောင်းမယ်ဒီလိုအရာတွေကြားထဲမှာ ခွိုင်တွေအရင်လိုမျိုးပို့ပြီးတော့ damage တွေပေးနိုင်မှာမလားဆိုတဲ့အရာလေးရရှိတယ် Sanji ကတော့အနည်းငယ်ရသလောက် fan base ကိုရှာနေပြီဗျနော် double lane fan base လို့လည်းပြောလို့ရပါတယ်ရေးကြီးရဲ့အချိန်တွေကိုရောက်ရှိလာပြီဗျအဲ့ဒါ law objective time ပဲနော်ခွိုင်လေးဆိုတော့နည်းနည်းလေးကတော့စပြီးတော့ initiating ကတော့လုံးချင်နေပြီဒါပေမဲ့ blink ချင်းနေတဲ့ time လေးတစ်ခုမှာ pro esport နယ်လီကတော့3တရားလေးပြန်ပြီးတော့ကတ်ထားသေးရဲ့ဗျာတော့ dancing လေးတစ်ခုမှာကျွန်တော်ဘက်ကနေပြီးရင်ပါဝင်နေရဆိုတဲ့အားသာချက်တစ်ခုဟာတစ်ဖက်မှာရှိနေခဲ့တဲ့ကျွန်တော် Zipian တို့ Cloud တို့အနားတို့ဒီ law objective နားကိုနည်းနည်းလေးဒါကတ်လို့မရအောင်လို့ရင်အနေနဲ့လိုက်ပြီးတော့ block နိုင်ဟုတ်တယ်နောက်မှာခိုင်လေးဘာဘလောက်ပြေးကြည့်တယ်ခိုင်စဲတော်လေးတော့အိုးလီတဲ့ English နဲ့ပေးလိုက်ရတယ်ဗျာ legendary ဒီပါ on ရဲ့ခိုင်လေးဒီ hero တော့ပြန်လဲပြီးတော့ကြီးမားတော့ရမယ်ဆိုတဲ့အချိန်တွေ 4v5 saturation မှာဒီ data 5ကိုတော့ကျွန်တော်တို့ဒီ gom ပါပဲနဲ့ဆိုင်ဖို့အတွက်ကတော့အရန်မလွယ်ဘူးဗျပြောလို့မရဘူးเนาะပြောလို့မရဘူးစတင်ပြီးတော့ pro esport နဲ့လုံးနေတဲ့ခြားထဲမှာတော့ sorry I am feeling နဲ့တစ်ဖက်ကနေပြီးတော့ grab လေးခေါ်ထားတဲ့ခြားထဲမှာတော့ hand တော့ဖြစ်တဲ့နောက်ကပ်ဖို့တော့ကတော့မလွယ်တော့ sorry I am feeling တောက်လျှောက်ဆိုလို့ domino force တွေပေးနေတဲ့ခြားထဲမှာတော့ ခွိုင်လေးသွေးတော်လေးကိုတော့ကိုင်းနေပြီဗျ blink 3 man မ golden hour right time hand retribution တော့မရခဲ့ဘူးဗျခူဆန်ပိုင်သွားတယ်ဗျဒါပေမဲ့ Blazy ကျူးတဲ့ပြတ်ခွဲလာခဲ့တဲ့တကူတော့ Sanji ဝင်ပြဖို့တဲ့ကြိုးစားနေ flicker ရလိုက်ပြီဗျ feeling တကောင်ပြန်လဲပြီးတော့ပေးလိုက် Demon Force တွေခြားထဲမှာကျွန်တော် Sanji အကုန်လုံးရိုက်ခွဲနေနေပဲ Hiroki ပြန်လဲပြီးတော့ရရှိသွားတဲ့ YJ objective လက်လွတ်ရသည့်တိုင်ကျွန်တော် Hiroki 3ကောင်လောက်ထိကိုပြန်လဲပိုင်ဆိုင်သွားတဲ့အပြင်မှာ shut down ခဲ့အရန်မြူးနေပါဆိုတဲ့ fan တွေကိုကျွန်တော်ရလိုက်တာဗျာပြဿနာမရှိဘူးကျွန်တော် make objective ကိုပြန်ရမယ်တစ်ဖက်ကနေပြီးတော့ကျွန်တော် purple buff တွေ orange buff တွေအကုန်လုံး jungler ဆုံးမမှုအပိုင်းရန်ကုန် Gladiators ပြန်ရလိုက်တဲ့အချက်မှာဒီလောက် objective လေးပေးလိုက်ရတော့ကျွန်တော်တို့ကတော့ပြဿနာတော့မရှိဘူးမရှိဘူး first law AC ပဲကျွန်တော်ဒီ7 minute အတော်တွင်ကျွန်းလာမယ်ဆိုရင်တော့မှကျွန်တော်တို့မှာရှိနေပါရှိနေသေးရဲ့ဗျာအဲ့တော့ခုနက timing ရ Sanji ဒီမှာလဲ item တွေထပ်မံပြီးတော့ပါလိုက်ပြီ Trinity 3ချောင်းပြီးသွားမယ်ဆိုရင်တော့အကုန်လုံးပြစ်ခွဲတော့မှာဗျာ PVP အနေနဲ့ခုနကကျွန်တော်ရဲ့ jungle လာကို gold တွေပါ grab တွေပြန်ပြီးတော့ခွာလာသေးရဆိုနေပေမဲ့ကျွန်တော် hand အနေနဲ့ရအောင်လာနိုင်တယ် blade အနေနဲ့ကလည်း right time တခုမှ gold မှာပြန်ပြီးတော့ထားပေးထားနိုင်တယ်ဒီလိုအရာတွေကနောက်ထပ် 35 တွေမှာပုံပြီးတော့အလုပ်ဖြစ်လာမယ်ဆိုရင်တော့အဆင်ပြေတယ်ဗျနည်းနည်းလေးဗျာချက်လေးနော်ကျွန်တော်တို့ဒါ mystery လေးနေရာလေးသွားပြီးတော့စိုက်လိုက်မယ်ဆိုရင်တော့ file တွေတော့ရနိုင်တယ် file လေးကတော့အကြံကုန်တော့အကုန်ကြံနေပြီနော်စပြီးတော့ okay top side မှာရှိနေ second tower တော့ Kusan တက်လာတဲ့ Super Minion Wave ကိုအားကိုးပြီးတော့ပဲချိုးသွားပြီဗျာဒါကတော့ပေးရမှာပဲ first mega first ရဲ့ low ကျွန်တော်တို့နေနဲ့ပေးရထားတာဖြစ်တဲ့အလျောက်တော့ကျွန်တော်နည်းနည်းလေး side လေး push နေရတော့ဒီတော့ထားရမယ်ဗျာကလောက်ကိုတက်ဖို့အတွက်ကလည်း Phenomenal image တွေရော flicker တွေရောဒီလိုမျိုးထွက်ပြေးနေရဆိုတဲ့အခါမှာဒီ hero တစ်ခါတက်ဖို့အတွက်ဆိုရင်တော့ energy erection တွေ break absorb တွေနော်ခိုင်ဆဲရဲ့ရေခဲချောင်းတွေလူမျိုးရာတွေလို့တယ် flicker ရလိုက်ပြီဗျာစားအနေနဲ့တော့ဒီတော့ထားမှရမယ် second 90ကိုကျွန်တော်အနေနဲ့ lot time ရှိရယ်ဒီကောင်းဒီကျွန်တော်2မိနစ်လောက်ထိရှိနေခဲ့တဲ့ဒီ flicker time အဲ့တော့နောက်ထပ်ပတ်တယ်တစ်ခုသာ sign နေမယ်ဆိုရင်တော့ဒီ hero key ကကျွန်တော်တို့ free hero key ပဲဗျာပတ်တယ်ဆက်လက်လေးတစ်ခုတော့ကြည့်ရမယ်ဗျာနော် blink နေနဲ့ဒါသူ့ရဲ့ passive လေးတွေနောက်ကနေပြီးတော့ကန်စီနဲ့ combination လေးတွေကထပ်တူကြာသွားခဲ့မယ်ဆိုတော့ pro esport အတွက်ကတော့မလွယ်ဘူးဗျ new space ကိုတော့စတင်ပြီးရွေးချယ်နေတယ်ရင်းနဲ့ vision ပိုင်းဆိုင်ရာလေးလိုက်လံပြီးတော့တောင်း unit ချားမှာ hand position လေးကတော့စတင်ပြီးတော့ပေါ်သွားခဲ့ပြီဗျာဘာပဲသွားရောက်ပြီးတော့ကြည့်ရှုနေတဲ့အခါမှာတော့ဒီခြုံထဲကိုတော့ဖြတ်ပြီးတော့ထည့်သွားသေးရဲ့ဗျာနောက်မှလေး go ရေခဲချောင်းပြန်ပြီးတော့စားလာသည်မှာ Pricer War flicker နဲ့ရှောင်းနေဗျာဂျားရောင်နေ play တကောင်ပြန်ဖြတ်ကမဲ့ချင်းနေတိုင်းတော့မကိုရအောင်ပါတယ်ဝင်ရောက်လာဆိုမလဲ Fury of the Phoenix နဲ့ပေးလိုက်
လိုက်ရတယ်ရင်း damage take ပြန်ပြီးတော့လုပ်ပေးထားဆိုရခိုက်တဲ့တစ်ခုမှာတော့နောက်ဆုံး hand PPP ရောပြန်လဲပြီးတော့ရလိုက်ပါသေးတယ် 1 for 1ပြန်ပြီးတော့ trade ထားတဲ့အခြေအနေလေးတစ်ခုပြမစိုးလာဘူးဆိုပေမဲ့ကျွန်တော်တို့လိုချင်တာဒီရတော့မဟုတ်ခဲ့ဘူးပေါ့လေ Nero Space ကိုစားချဖို့အတွက်ကျွန်တော်တို့ရွေးချက်ထားခဲ့တယ် Golden Hour 3မြန်ဒီလေးတိုင်ပင်လေးတစ်ခုမှာတော့ Blink ပျောက်သွားခဲ့ရတဲ့အရာလေးတစ်ခုကတော့နည်းနည်းလေးတော့နစ်နာတယ်ဗျာ Golden Hour လေးပေါ်ပေါ်ချင်းမှာသူသာရှိနေသေးရဆိုရင်တော့ escape လုပ်နိုင်ကြီးကတော့ရှိရဲအဲကြိုင်တော့ PPP ကိုရမယ် Blink လေးလွတ်မယ်ဗျာနော် flower တဲ့ Oasis အနေနဲ့လိုအပ်နေသလားပေါ့လေဒီလိုပုံစံလေးတော့ကြည့်ရမယ်ဗျာပြီးွားရင်ကျွန်တော် cloud ပြတဲ့ Danny ကလည်းကျွန်တော်တစ်ဖက်ကကျွန်တော်ယင်ဒီရိုင်းခံနိုင်ရှိတဲ့ပုံစံတစ်ခုတော့မတွေ့ရသေးဘူး Magical Defense ပဲသွားနေရလားဒါမှမဟုတ်ကျွန်တော်နောက်ထပ်ဒီ Physical Defense item တွေမှာလိုအပ်ချက်များသွားပြီးတော့ရှိနေသေးတာလားပေါ့လေ Fury the Phoenix ကြောင့်ပဲတေသွားတာဗျာ Golden Hour တွေတော့ရောက်ခဲ့ပါရောက်တယ် Cure the Phoenix Bright Time ထွက်သွားတာလေပါတယ်ဗျာနော်တကယ်ပြီးတော့သတိတော့ထားရမယ် Quality အနေနဲ့အဲ့လိုမျိုးသူ Fanny ရထားတဲ့အားသာချက်တစ်ခုကြောင့် Day Management အပိုင်းတွေကတော့တစ်ဖက်က Pro Esport အနေနဲ့အားသာချက်ကတော့ရှေ့ကောင်းရှိနိုင်တယ်ကျွန်တော်တို့ဒီ Law Objective မှာ Mind Game ဆော့နိုင်မှရမယ်ဗျာ Samji က023ဆိုရင်ဒီအချိန်မှာသူ့မှာ Swift Penalty အပြေမှာ Malefic Gun လေးပါလာတဲ့ခံစားချက်တော့ရတယ်အားမွေးမယ်ကျွန်တော် Swift Penalty တွေကနေပြီး Cruising Sky လေးမပြီးသေးရတယ်ဖြစ်နိုင်နေဗျာကဲတော့လော်လီကိုတော့စတင်ပြီးတော့ကျွန်တော်တို့ရန်ကုန် Gladiators အနေနဲ့ဆွဲတော့ခေါ်လာတဲ့ဟန်သွေးတော့နီးပါတော့ရှိရထောင်းလေးပြတ်ဆွဲခေါ်တော့ PPP ကိုတန်းပြီးတော့ဖြတ်မှာ Upright တော့ wanted to ပဲ battery တကောင် down သွားပြီဗျာနော် sorry I feel it ဂျားရရောက်နေရတကယ်ကိုဂျားရရောက်နေရခိုက်တဲ့တကူမှာတော့ Sanchi က create ပါသွားပြီးတော့ရှင်းလာသေးရဗျာမင်းမှာတော့အပြိုင်ဆိုင် Maxman ကိုစီဖြစ်နေရဆိုမလဲဒီ log ကကျွန်တော်တို့ဘက်မှာရှိနေပါသေးတယ်တော့လို့မရဘူးဗျာအောက်မှာလည်း create wave တွေပေါ်မှာလည်း create wave တွေစီးနေရဂျားရမှာ decision making တိကျမှန်ကန်စွာချထားဖို့တော့လိုအပ်နေပြီ penetration oh my god sorry I'm feeling ထပ်ပြီးတော့ law objective ကိုတော့ရသွားပြန်ပါသေးတယ် oh တက်ကွေးတစ်ခုနဲ့ပြန်လဲပြီးတော့ပေးလိုက်ရဆိုရင် law objective အတိုင်းအတာတစ်ခုမှာ golden hour လေးကလည်း Fanny Lion လမ်းကြောင်းတစ်ခုကိုဖြတ်တားပေးထားသေးရဗျာတို့မဲ့လည်း retribution double တွဲပေါက်ရတဲ့ခါနည်းလေးစိုးသွားတယ်ရင်တော်လေးတော့ damage ခံနေရပြီဗျာနောက်မှာဗတ်ထပ်ဆိုင်ဖို့ကြိုးစားနေရခိုက်တဲ့တစ်ခုမှာတော့နောက်ဆုံးတော့ရဲ့ master ကနေပဲ feel it ကောင် flicker တုံးပြီးတော့ပြန်ပတ်သွားသေးရဗျာဒေသလေးကတော့ကျွန်တော်ပြန်လဲပြီးတော့ handle လုပ်ဖို့အတွက်တော်တော်လေးကိုအရေးကြီးနေအခြေအနေလေးခွိုင်းလေး 3v1 4v1 နေချားတယ်မနည်းလေးကတော့လက်လေးကတော့ရဲနေသေးတယ်ဗျာဘက်ကနေပြီး blink နေနဲ့ passive မရှိတဲ့နေတာတစ်ခုမှာတော့ Samji ကိုပြေးအိမ်ဖို့အတွက်ကတော့စ조사နေတဲ့ခွိုင်းလေးကိုထိမ့်သိမ်းဖို့အတွက်ကတော့ရန်ကုန် Gladiators မှာ pure stand မပါတဲ့အချက်ကဒီအချိန်မှာသိတာနေပြီလားဟေးဒီယာကလောက်တကောင်သေသွားရင်တော့ကျွန်တော်ပဒေဟာပြောင်းလဲတစ်ခုပြန်ပြီးတော့ဖြစ်သွားနိုင်နေဆိုတဲ့အခြေအနေလေးတော့ရှိရဗျာ Fury of the Phoenix တစ်ခု stand wise ဆိုတဲ့ character မှာချက်ချင်း right time ဝင်လာခဲ့တဲ့ sorry I am feeling ရဲ့ physical damage တစ်ချက်နဲ့ပဲကျွန်တော်ပြန်ပြီးတော့ပေးလိုက်ရတယ် PPP လက်ရှိမှာတော့ crack ပြန်ပြီးတော့သုံးနေတယ်ဆိုမှလေ retribution ပေါက်ပြီးတော့ hand နဲ့ cree ကိုရအောင်ကာဖို့ကြိုးစားတယ်7 minute ကျော်သွားဆိုတော့ holy shit မရှိတော့ဘူးဆိုတဲ့နောက်မှာရေးပြန်လဲပြီးတော့ fallback နေရတယ်ဗျာ law objective ကို defend ဖို့အတွက် timing ကတော့ရှိနေသေးရပေါ့လေကျွန်တော် first law objective ကိုလက်လွတ်လိုက်ရတယ်ပြဿနာမရှိဘူးဆိုရင် second law objective ကြောင့်လည်းနည်းနည်းလေးတော့ short ရှိရဗျာဟုတ်တယ်နော်မင်းလေးရဲ့ down လေးကိုတော့ရသလောက်ကာထားပေးဖို့တော့လိုတယ်စန်ဂျီခိုင်စဲ2ယောက်လောက်တော့ရှိတယ်ဗျာ damage dealer တွေမသေးဝိုင်းတော့ကျွန်တော် YG ဘက်မှာ chance တွေအများကြီးရှိနေသေးသလို hand ရဲ့ဒါဝင်ရောက်လာခဲ့တဲ့ဒီ energy rushing break absorb တွေကလည်းတကယ်တော့ right တိုင်းချဖို့တော့လိုတယ်အဓိက Kusan Blazzy Dura ဝင်ခွဲတဲ့အခါမှာကျွန်တော်တို့ label airborne လေးတစ်ခုလောက်ပေးလိုက်မယ်ဆိုရင်တော့ဒီ LD ပြတ်သွားတဲ့အခါမှာ Sanji ကလုံးဝ comfort ရှိနေပြစ်လို့ရတယ်ဝင်အောင်ဒီချာတွေပါလာပြီအဲ့တော့ဝင်လာမဲ့ Kusan ရဲ့ Blazzy Dura တွေပြီးသွားကျွန်တော် Collie ရဲ့ဝင်ရောက်လာခဲ့မဲ့ကျွန်တော်ဒီ cable တွေပြီးသွား Cutthroat တွေဒီຢာတွေကိုတော့ Sanji နဲ့ကြောက်မှာမဟုတ်တော့ဟုတ်တယ်ဗျဒီ idea ပိုင်းချလဲကျွန်တော် full item ဗတ် participate တွေကိုပဲကျွန်တော်ကြည့်ရတော့မယ်ဗျနောက်ပိုင်းကျရင်တော့နှစ်သင်းလုံးအနေနဲ့သူတို့ဗတ်ဆိုင်ရတဲ့အခြေအနေဟာပို့ပြီးတော့ကြက်တဲလာနေမယ်15မိနစ်တိုင်ပင်ကိုစတင်ပြီးတော့ကြော်လာနေပြီဆိုတော့ day game နဲ့ကိုတော့ရောက်နေပြီဗျတေဝါမီဆိုတာနဲ့တကောင်လောက်ကျွန်တော်တို့ဒါဒေါင်းဝါမီဆိုတာနဲ့ဗတ်ဆိုင်မှုအတွက် second 40 50တိုင်ပင်လောက်အထိကိုပြန်ပြီးတော့စောင်းရမယ်ဆိုတဲ့အခြေအနေတစ်ခုမှာအမားပါလို့တော့မရဘူးပေါ့ကဲဒီချိန်မှာဘလို့ပြန်ပြီးတော့စဉ်းစားကြည့်ရမလဲကျွန်တော်တို့ဒီစကိုလည်းဖြတ်ဖို့အတွက်ကတစ်ခေါက်တည်းနဲ့မလုံလောက်ဘူးဗျပတ်စစ်သွားပြီးတော့ရှိနေသေးရဆိုတော့ကျွန်တော်တို့ဘလူးဝင်မှာလဲဘလင်းသွားတောင်းဝင်မယ်ဆိုရင်တော့ဖြစ်နိုင်တယ်ဗျပြန်ဖတ်ဖို့တော့လိုတယ်ပေါ့ဗျာစန်ဂျီဆိုင်လေးမှာသွားပြီးတော့ push လုပ်ဖို့အတွက်ဘလင်းကတော့ backup တောက်လျှောက်ပြန်ပြီးတော့ပေးတာဒါလေးကမစိုးဘူး Fanny ဝင်လာမယ်ဆိုရင်တော့မှဂျားထဲမှာ planning net လေးနဲ့ခဏလေးတပုံရိုက်ခံရမယ်ဆိုတဲ့အချိန်ဒီမှာစန်ဂျီကပြန်ပစ်လို့ရတယ်ဗျစန်ဂျီရဲ့ damage output ကိုပဲကျွန်တော်တို့အနေနဲ့မျှော်လင့်ရတော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့နောက်မှတော့ကျွန်တော်ရှိနေခဲ့တဲ့ကန်ကြီးရှိမှလည်း damage output လေးရလဲသွားပြီးတော့ကြံနေသေးတယ်ရှင်းမှာကျွန်တော် front liner တွေမှာရှိနေခဲ့တဲ့နိုင်ရန်ကြီးတွေပေါ့လေ Orion တွေရင်နဲ့ဟန်တွေကလည်းကောင်းကောင်းကြီးမာပေးနိုင်ခဲ့မယ်ဆိုရင်တော့ final အနေနဲ့ကျွန်တော်နောက်ပိုင်း impact ချလာခဲ့မယ့်အရာလေးတစ်ခုကိုတော့ကျွန်တော်ပြန်ပြီးတော့စောင့်ကြည့်လို့တော့ရပါတယ်အဲ့တော့ဟန်ပြန်ပြီးတော့ final တွေကိုပိတ်ဖို့တော့ကြိုးစားနေရဆိုပေမဲ့ထင်တော့မလွယ်ခဲ့ဘူးဗျကျွန်တော်ဒီ law objective ကိုပဲပြန်ပြီးတော့စောင့်ရမယ်လေဒီပါတယ်အဓိကအောင်လန်းပဲဗျနော်ဒီအောင်လန်းကိုနည်းနည်းလေးသွားပြီးတော့ဒီ creep ပါကြိုပြီးတော့ရှင်းလာမှတော့ရမယ်မဟုတ်ရင်တော့ဒီ lane ကနေ splash လောက်လာမယ့် dan တစ်ခုတော့ကျွန်တော်တို့ပြန်လဲပြီးတော့ခံစားရမယ်ဗျတယောက်မဟုတ်တယောက်ပြန်ရမယ်ဆိုရင် 4v5 situation ကဘလို့မှအာတန်မှာမဟုတ်ဘူးဒီလိုပုံစံတစ်ခုမှာကျွန်တော်5 by ဆိုင်နိုင်ဖို့အတွက်ကိုအများကြီးဆက်လက်ချဖို့တော့ YG လိုပါတယ်အမတက်ပဲမန်ရှော့ရမလားပေါ့လေနော်အရေးကတော့ကြီးနေတဲ့ဂန်နာတွေကိုရောက်ရှိနေပြီတက်လော့ objective ဗျနှစ်သင်းလုံးအတွက်ကတော့ဒီတက်လော့ objective ကိုရရှိလိုက်မယ်ဆိုရင်တော့ mega tower တွေပါရနိုင်တဲ့အခြေအနေကတော့သွားပြီးတော့ရှိမယ်တစ်ဖက်မှာတော့ coin လေးအောက်မှာ position သွားပြီးတော့ပေါ်နေတာတော့တစ်ဖက်ကနေရန်ကုန် Gladiators
information တိကျရထားနေဆိုရင်ဟန်အနေနဲ့တော်တော်လေးတော့နာနေပြတယောက်ကလည်း fall back မှာရတော့မယ်ဒီလောက်ကို dance ဖို့အတွက်ဖြစ်နိုင်မှာမလား ဒီမိုဟန်နာနဲ့ပြစ်တဲ့ damage output ကိုတော့ခံနိုင်မရှိတဲ့ပုံစံတစ်ခုတော့ဖြစ်လာရဲ့ဗျเนาะကျွန်တော်လူလဲလိုက်ပြီးရင်းပြန်လဲပြီးတော့ပါဝင်လာမယ်ဒါပေမဲ့ retribution ပေါက်တဲ့ damage ready မှာ stand သွားပြီးတော့မိနေ hand fury of the phoenix ဒါမှမခေါ်လီဒီလောက်တော့ပိုင်ဆိုင်သွားတယ်ဗျ golden hour ပြပေးတာဆိုမှလည်း distraction မိသားကြီးတိုင်အောင်ကျွန်တော်ဝင်လို့တော့ထွက်လို့တော့မလွယ်ဘူးဗျ PVP တကောင်ရှေ့မှာသွားပြီးတော့ damage taken လုပ်ပေးထားတယ်ဆိုမှလည်း over extended ပြတော့ပဲခိုင်းတဲ့တစ်ခုမှာတော့ hand အကောင်းဆုံးတော့ပြန်လဲပြေးတော့ဖို့တော့စူးစမ်းနေဆိုမှလည်း goal ပဲဖြတ်ခွာခံထားတယ် upright the wall ခေါ်လီပြန်လဲပြီးတော့ပြေးထွက်သွားတယ်ဗျ ဒီက mission ကတော့ hand on save ဖို့ပဲ hand on save လာနိုင်ပြီဆိုတဲ့အနေအထားတစ်ခုမှာကျွန်တော်တို့ defending ပိုင်းတော့ပြန်လဲပြီး focus ကမယ်ဆိုရင် blink counter attacking လေးတစ်ခုကတော့ဖန်တီးခြင်းနေသေးတယ်ဗျအဲ့ဒါ Cruisin တောက်ချောက်ဆို the physical damage visit test ပေးနေတဲ့ challenge မချားတယ်မှာ Jing နဲလေးကတော့ပြန်ပြီး fall back မှာတော့ရပါတော့မယ် လေကားနဲ့ထွက်လာတာနော်မေးကျွန်းလာတဲ့တခါရဲဝိုင်းစားမှာကျွန်တော်ခိုင်စဲရေခဲချောင်းကလည်းတော်လေးကိုနာနေပြီဗျဝင်းနာ crown လေးသွားရတာဖြစ်တဲ့အတွက်ကြောင့် item ဘိုင်းကတော့အနေငယ် damage ဘိုင်းကိုနဲလေးဖိအားပေးသွားမယ်ဆိုတဲ့အခြေအနေတစ်ခုတော့ဖြစ်လာတယ်မလင်းရဲ့ first round ရသလောက်ပြန်ပြီးတော့ defend ထားနိုင်တယ်ဆိုတဲ့အခြေအနေတစ်ခုပဲဗျကျွန်တော်ပြောတယ် side lane ကိုသွားပြီးတော့ defend ရမယ်ဆိုတဲ့အခြေအနေဗျခိုင်လီသွားပြီးတော့မှွေနှောက်လိုက်တာကကျွန်တော်တို့ဒီ Moscow ကသွားပြီးတော့ကြည့်လိုက်ရတယ်စံကြီးပေါ့နော်စံကြီးအဲ့ဒါကြောင့်ဗတဲ့နောက်ကျသွားတာဗျ neutral objective တွေတိုင်းမှာတော့အများနဲ့လို့ကျွန်တော်တို့ရန်ကုန် Gladiator stock ကတော့အလန်းဝေးတဲ့ ban လေးကတော့သွားပြီးတော့ဖြစ်နေရဗျာနောက်ပိုင်း objective fight တွေမှာဒီ objective fight တွေပေးရတယ်ဆိုရင်ပဲ pro e-sport အနေနဲ့အမှန်တိုင်းပြောရရင် high ground တောက်ဖို့အတွက်သူတို့မှာတော့တော်တော်လေးတော့အခက်ခဲတော့ရှိတယ် blink golden hour တွေကြားထဲမှာ SMG damage threat နေရတဲ့တကြောင်ရှေ့မှာရှိတဲ့ကျွန်တော်တို့ hand အနေနဲ့လည်း disable တွေရှိနေတယ် high ground မှာတကွမှားသွားခဲ့မယ်ဆိုလို့ရှိရင်တော့သူတို့အခက်မသိရင်မီဂါတွေပါပြန်ပြီးတော့ပြီးရနိုင်ရရှိတယ်16 minutes ဆိုတဲ့ timing အတွင်းမှာပွဲလဲတန်းပြီးတော့ပြီးသွားနိုင်တယ်အဲ့တော့ pro e-sport လည်းတတိတော့ထားမှာပဲဗျာတာတဲ့2ချိန်လောက်ထိကျွန်တော်တို့ကရထားဆိုမယ်နော်အိုးပြီးသွားပြီဒါပေမဲ့ခိုင်လီပြန်လဲပြီးတော့ forward တွေဗျာနောက်ကနေ back damage အရာကျွန်တော်တို့ဒီခိုင်စီနည်းနည်းလေးလမ်းဝေးနေလို့စန်ဂျီကလည်း creep ပါပြန်ပြီးတော့ရှင်းပေးနေရတာလေပါတယ်အဲ့တော့ supplement နှစ်ကောင်ရဲ့ဒုက္ခပေးနေတဲ့တန်တစ်ခုကိုကျွန်တော်တို့နေတောက်လျှောက်ဆိုလို့ခံစားနေရတယ်ဗျာတကယ်တမ်းဆိုင်ရမှာဒီတေချာပေါက် lobet တယ်ပဲဒီ lobet တွေမတိုင်ခင်မှာကျွန်တော်တို့ lane တွေသွားပြီးတော့ defend ရမယ် mega tower တွေမပေးအောင်လုပ်ရမယ်အောင်လန့်ကိုညောင်းကြုံပြီးတော့သွားရှင်းဖို့အတွက်ကလည်း backup ပါမှာရမယ်ဆိုတဲ့အခြေအနေဖြစ်နေရဗျာတို့အတိုင်း fire flight ဆိုတဲ့ situation တစ်ခုတော့ရင်ဆိုင်ရတယ်မ quietly စတော့ညှော်တယ်ဗျာ quietly ကတော့တောက်လျှောက်ဆိုလိုပဲ fresh lane pressure ပေးနေတယ် media management ပေးနေရဆိုတဲ့ခြားထဲမှာကျွန်တော်တို့ရဲ့ရန်ကုန် Gladiator battle setup တွေရတော်တော်လေးခက်ခဲနေရတော့အမှန်ပဲဗျာကျွန်တော်တို့ဒီကြောင်ချီကိုတစ်ခုခုလုံးမရမယ်ဗျာနော်ပျော့လေးနဲ့နန်တာနော်ဒီကောင်တစ်ခုခုတော့လုံးမတော့ရလိမ့်မယ်စောင်းလန်းတဝေးကိုပြန်ပြီးတော့ရှင်းသွားပြန်ပြီအဲ့တော့နောက်ထပ်တက်လာတဲ့ wave ကိုတော့ကျွန်တော်တို့အနေနဲ့ပြန်လည်ပြီးတော့ရှင်းထုတ်ရမယ်ဗျာ power back ကိုလည်း hand ပြန်ပြီးတော့တောလေးတွေဖြတ်ခေါ်ထားသေးတယ် review ရှင်းပေါက်ပြီးတော့ collie ရောက်တော့ယူသွားရဗျာထောင်းလေးပြန်ပြီးတော့မိသားသေးရဆိုမှလည်း PPP မှာ flicker သွားကြံနေရဆိုတော့စပဲတော့အရင်ကြီးတော့မပေးသေးပါဘူးposition လေးတစ်ခု battle လေးတစ်ခုပဲပေါ့ကျွန်တော်တစ်ဖက်ကနေလည်း young gladi ကိုစိတ်ရှည်နေရလက်ကားတော့မဟုတ်ဘူးဗျာနော် link အနေနဲ့အဲ့လိုမျိုး golden hour တိုင်ပင်နေရ objective fight မှာကျွန်တော်တို့မမြင်တွေ့ရသေးဘူးလို့တော့ပြောလို့ရရမယ်ဒါလည်း pro e-sport အနေနဲ့ဗတယ်မဆိုင်ရင်လည်းဟိုက setup လုပ်ထားတဲ့အရာတစ်ခုဗျာ glue slam pass ပြီးသွားရင်တော့ကျွန်တော်တို့ဒါ 4BSC ကနေထွက်လာတဲ့ dominant impact ဒီအရာတွေမှာကျွန်တော်တို့ knockout နဲ့ disable တွေကသွားပြီးတော့ရှိနေရဆိုတဲ့အတွက်ကြောင့် timing တစ်ခုကတော့ကျွန်တော်တို့ low objective နားမှာ zone ယူဖို့တော်တော်လေးတော့အရေးပါတယ်ခံစားတစ်ခုပါဟုတ်တယ်နော်ကျွန်တော် coin လေးခုချိန်ကြီးကို power back ရနေရဗျာဒါလေးကတော့ nearly ပြဿနာတော့ရှိလာပြီ go mystic ကဖြတ်ထိုးပြီးတော့ flicker တောင်းတာ PPP လုံးဝတော့မပေးဘူးဗျာ2 man လောက်ထိပြန်ပြီးတော့ပေးထားသေးရဆိုမှလည်း Fury of the Phoenix narrow space မှာပြန်ပြီးတော့ခံစားနေရပြီ Sentinel ပြေးဖို့ကြိုးစားနေတာ golden hour ဖြတ်ထားသေးရဗျာစာကိုပြန်လဲပြီးတော့ကြည်ပေးထားသေးတယ်ဆိုမှ go back ခေါ်ထားတဲ့ glue တကောင်တော့တတ်ဖို့ကြိုးစားနေတာ blink immortality တောင်းသွားပြီ narrow space မှာဆွဲဖို့ကူးစံပြန်ပြီးတော့ရှိနေသေးရဆိုမှလည်း coin လေးတော်တော်မြူးနေတာဒီကောင်ကျွန်တော်နှစ်သိန်းလုံးကတော့အဲ့လိုမျိုးမြည်ဆန်းကြီးနေရနေနေမယ်ဗတယ်လေးရောနှစ်ခေါက်သုံးခေါက်လောက်တော့သွားပြီးတော့ရှိနေပြီဗျာနှစ်သိန်းလုံးကလည်းအမားမခံတာလည်းပါတယ်သူစေးကိုစေးပဲတန်ရောစီနေရကြီးမားနေတယ်ဆိုရင်ဒီဗတယ်ကြီးတစ်ခုမှာတော့ဘယ်သူကပဲကျွန်တော် low objective မှာ upper hand ရောက်သွားမလဲ pro e-sport အနေနဲ့ lane management အပိုင်းဒါပြန်ပြီးဒီကြောင်ချီကျွန်တော်သွားပြီးတော့ပဲ lane ကိုတော့ရှင်းအောင်မယ်ဒါပေမဲ့ရိုင်းဝိုင်းချီဒီချိန်မှာ determination 6ကိုချမှရမယ်မင်းတို့ lane သွားပြီးတော့ defend မလားဒါမှမဟုတ် low objective ကို dare ယူမလားmega tower နဲ့ trade လိုက်တော့ပိုကောင်းမယ်ထင်တယ်ဒါပေမဲ့ retribution တည်တတ်ဖို့တော့လိုတယ်ဗျ PPP စီမှာ flicker မရှိဘူးဆိုတဲ့ character တစ်ခုမှာဒီ lot တစ်ခါလေးလုံနေကြတယ်တစ်ဖက်မှာလည်း coin လေးပြန်ပြီးတော့ရောက်လာပြီဗျ cable လွဲနေရယ်စန်ဂျီတောက်ချပစ်ခွဲနေပြီ PPP တန်းပြီးတော့ down တော့မှာလား Fury of the Phoenix stand နေကြတယ်မှာ Kaizen နောက်ပြေးပြီးတော့ကတ်တယ် Kaizen down သွားတယ်ဗျစန်ဂျီပြပြဖို့တော့ကြိုးစားသူ hand နဲ့တောက်ချထိန်းခံနေရတယ် retribution သုံးပြီးသွားပြီနောက်မှာ retribution မရှိတော့တဲ့ character တစ်ခုမှာတော့ Kusan လိုက်ပြန်ပြီးတော့ပစ်ခွဲနေတယ် remote 4 terror တွေကြားထဲမှာ စန်ဂျီ immortality ပြန်ပြီးတော့ straight ထားသေးတယ် distraction မထွက်သေးဘူးဗျတက်ခွေတွေကြားထဲမှာအကုန်လုံးရိုက်ခွဲပြီးတော့ကြိုးစားနေစမလေးချင်းအကောင်းဆုံးတော့သူ့ရဲ့ညီလေးကိုကဲတင်ပေးထားပါသေးတယ်။ link တစ်ဖက်မှာလည်း survive ဖြစ်နေသေးတယ်ဗျာ။ by one သွားရောက်ပြီးထိတိုက်တွေ့စမှာ coin လေးလက်ထဲကနေပြီးလွတ်ဖို့အတွက်ကတော့စူးစမ်းနေသေးတယ်ဆိုပေမဲ့တစ်ဖက်မှာလည်း blue ပြန်လည်းပြီးတော့ရောက်ရှိလာတဲ့ color လေးတစ်ခုပါ stick ပဲ cutthroat နဲ့ပဲပြန်ပြီးတော့ပဲ hero key လေးကတော့ပေးလိုက်ရသေးတယ်။ 3 hour decision လေးသွားပြီးတော့ဝင်ထားတယ်ဆိုပေမဲ့ low objective ကတော့ကျွန်တော်တို့အလှမ်းထပ်ပြီးတော့ဝေးသွားပြန်ပြီဗျာ။retribution 5 second သွားချက်နေရဆိုရဲ coin လေးဒီနေရာမှာတော့ဒီ
tower ကိုပဲအရင်ဦးဆုံး force လားဒါမှမဟုတ်လော့လေးပဲ game လား game မဲ့ဆိုရင်လည်း pro esport ဘက်မှာသွားပြီးတော့ရှိနေသေးရဆိုတော့အခြေလေးဗျာနော်ကန်ဂျမာလိုရာကြပြီးတော့ဒီ Fury of the Fiend နဲ့ Aerospace မှာကျွန်တော်တို့ကအမြဲတမ်းဆိုင်နေရတာဖြစ်တဲ့အတွက်ကြောင့်မလွယ်ဘူးဖြစ်နေရတာဗျာ open ကြီးပဲကျွန်တော်တို့ဝင်ချမှာပဲပါ area ထဲမှာဒါမှမဟုတ်ဘူးဒီစားကိုဝင်ကြည့်ဖို့ဆိုရင်ခုနကဟေးဒီပြောဆိုကျွန်တော်ကနှစ်ကြိမ်တော့ဝင်ပြီးတော့ကြည့်ရမှာလေနော်တကယ်ကိုခက်ခဲတဲ့နည်းနည်းတဲ့ planning တွေကိုတော့ကျွန်တော်ဆက်လက်ပြီးတော့ပဲရင်ဆိုင်အောင်မယ် law objective ဒီလည်းကျွန်တော် full law objective ဖြစ်နေရဆိုတဲ့အတွက်ကြောင့်အရင်တစ်ခေါက်ကလို့တော့ကျွန်တော်လွယ်ကူကူပေါ့ပါနဲ့ပြီးသွားမှာတော့မဟုတ်ဘူး day management အပိုင်းနေ3 lane လုံးကနေပြီးတော့ထပ်လာခဲ့တဲ့ pressure တွေကြားထဲမှာမီဂါ3 lane လက်လွတ်ပေးရနိုင်ကြီးရာခိုင်နှုန်းတွေကတော့တော်တော်လေးများတယ်ဗျ။ရတယ် AC fighting ဘာမှဖြစ်ဘူးဒီ high ground နေပြီးတော့ပြန်လဲပြီးတော့ camber point တစ်ခုကိုရှာဖွေမယ် turning point တစ်ခုကိုရှာဖွေမယ်နိုင်ပွဲရလာတစ်ခုပြန်လဲပြီးတော့ဖန်တီးမယ်ဒီလိုပုံစံတွေသွားမယ်ဗျာလက်ရှိမှာတော့ melee မှာတက်လာတဲ့ creep wave နဲ့တူ second tower ကတော့ PA tower တွေများတယ် Kusan လည်းထပ်ပြီးတော့ win on nature တွေပါလာပြီအဲ့တော့ Sanji ကို cover ပေးပြီးတော့ပဲဆိုင်ရမယ့် battle တစ်ခုမှာ initiator အနေနဲ့ကတော့ရင်းနေတဲ့တာဝန်ယူရမယ် Han လည်းအပါဝင်ပေါ့ဗျာကျွန်တော်ဗတယ်တွေကတော့စတင်ဖို့အတွက်အကြောင်းကတော့ဖန်လာခဲ့ပြီလို့ပဲပြောရမယ်ဗျာပေါ်လန်မှာတော့ဒီကမရှိတဲ့နေသားလေးတစ်ခုမှလောကတော့ open ပဲစတင်ပြီးတော့ဝင်လာနေပြီခိုင်စီးရှိမှာတော့ကျွန်တော် black win တွေပါရောက်ပါလာခဲ့ပြီ Consi hand two man initiating the blink ဘက်ကတွေကြားတယ်မခွိုင်းလေခိုင်စီးတော့ပြေးပြီးတော့ကြီးတယ်ဆိုရင် big play စတင်ပြီးတော့ယူရသေး blink တန်းပြီးတော့ down ရတယ်ဗျာ Sanji နောက်မှာတော့ရှောက်ပြစ်ခွဲဖို့တော့ကြိုးစားနေတဲ့ခိုင်တဲ့တခုမှခွိုင်းလီသွေးတော်လေးတော့နဲနေပြီအခုတန်းတော့ပြစ်ကောက်တော့ uprising ဝေးအောင်နေချာလည်းပြန်ကာသွားတယ်ဗျာ Sanji တောက်လျှောက်လိုက်ပြီးတော့ပဲ create တွေရှင်းပေးထားစီတော့ target တခုမှာနောက်ထပ် wave တွေထပ်လာဖို့တဲ့ second ပိုင်းလေးလိုသေးရဗျာ10 second လောက်နေတော့နောက်ထပ် create wave ကျွန်တော်တို့ YG ဘက်မှာပြန်လဲပြီးတော့ထွက်လာနိုင်ဆိုမှလည်းဒီ mid wave တစ်ဝေးကိုတော့အများဆုံးရှင်းဖို့တော့လိုပါတယ်ဘာမှမဖြစ်ကျွန်တော်4 man ပါချန်နေသေးတဲ့ကာလာလေးတစ်ခုဗျာ 5v4 ဆိုတဲ့ battle တစ်ခုမှာကျွန်တော်တို့ရှိမှာတော့ throwing တစ်လုံးကတော့သွားပြီးတော့ချန်နေသေးတယ်ခွိုင်းလေးဘက်ကနေပြီး Sanji ကိုရှာဝေဖို့တော့ကြိုးစားနေတဲ့ခိုင်စီး position ကိုတော့ကောင်းကောင်းလေးပြန်ပြီးတော့တည်ထားတယ်ကြားတယ်မဖီ initiative လုပ်ဖို့တော့ကတော့ခက်ခဲတော့ရှိနေတယ် quick wave တွေအကုန်လုံးတော့ရန်ကုန်ကလာဒီကိုပြန်ပြီးတော့ဖမ်းဖို့တော့ကြိုးစားနေတယ်ဆိုရင် Kusan magic blake လေးကဲဝါးတယ်ဗျာ Rosco Desta ပြန်ပြီးတော့ခြံလာရဆိုတဲ့အခိုက်အတန့်တစ်ခုမှာတော့သူ့အနေနဲ့လွတ်မြောက်ခွင့်ပိုင်ဆိုင်သွားတယ်ဗျာဒီလိုမျိုးလာမြူးလို့တော့မရအောင်နော်ဒီလိုမျိုးလာမြူးမယ်ဆိုရင်တော့ကျွန်တော်တို့ရေခဲချောင်းပြန်ပြီးတော့ကျွေးလိုက်မယ်အဲ့တော့ high ground defensive တစ်ခုမှာကျွန်တော်တို့ mega tower 3 lane လုံးတော့ပြန်ပြီးတော့ပေးလိုက်ရတယ် all lane mega ဆိုတဲ့ pressure တန်တစ်ခုနဲ့ splitter ပါနေဆိုတဲ့အရာကကျွန်တော်တို့ YG အတွက်တက်ရတာတော့နည်းတော့ခက်မယ်အဓိက lot timing တွေမှာအခုဆိုမကြခင် second 30နေ lot တော့ပေါ်တော့မယ်ဒီ lot timing ကိုသွားဖို့တော့တယောက်မို့တယောက်နေခဲ့ရမယ်အဲ့လား Sanji အဲ့ Sanji ဒီလဲ by one saturation မှာ fantasy ကနေမပြတ်ဖို့တော့လိုတယ်ဗျဟုတ်တယ်ဗျအဲ့အတွက်ကတော့ကျွန်တော်တို့ blink ကတောက်လျှောက်လိုက်ပြီးတော့ bucket ချပေးထားမလားပေါ့လေနော် blink ရှိနေမယ်ဆိုရင်လည်းတစ်ဖက်ကနေပြီး pro esport အနေနဲ့ chain တွေပေါ့ကိုဒီ lot objective ကိုပို့သွားမှာကျွန်တော်က mega 3 lane pressure ကြီးဗျဒီ lot objective မဆိုင်ခင်မှာတော့တခုခုတော့ရွေးချယ်မှာတော့ရမယ် lot objective သာပေးလိုက်ခဲ့မယ်ဆိုရင်တော့လုံးအရင်နဲ့ဝင်ချလာမယ်ဆိုတော့အမှန်ပဲဗျမှန်ပဲကဲလောကတော့ spawn ဖြစ်လာခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တို့ MSC 2000 EWCH MSC 2026ရဲ့ပွဲချိန်အကြဆုံးပွဲစဉ်တစ်ပွဲလည်းဖြစ်သွားနိုင်တယ်လို့24မိနစ်ကျော်လာခဲ့ဆိုတော့ game duration တိုင်းလေးမှာကျွန်တော်တို့ပြန်ပြီးတော့ဒါ pro esport ကနေနဲ့လက်ရှိမှာတော့ဒီလောကိုပြန်ပြီးတော့ defensive လုပ်သူတို့ဘက်ကိုတော့ဆွဲတော့ခေါ်လာပါသေးတယ်အောင်လမ်းမှာလည်းဒီကြောင်ချီကထပ်ပြီးတော့ရှိနေပြန်ပြီဗျာခွိုင်းလေးနော်ကျွန်တော်မယိုးနိုင်နဲ့ဒင်းရှင်းမှုတွေကတော့ပြသနေပြီဘက်ကနေပြီးဟန်ဖြည်းဖြည်းချင်းချီကက်လာတဲ့ကြားထဲမှာ Samji ထုံးစံအတိုင်းလေးပဲသွားပြီးတော့ကြန့်ရှိနေခဲ့ပြီရှင်အနေနဲ့ကတော့ front line တိုးဖို့တော့ကတော့ Han ရောပြေးပြီးတော့ခေါ်နေတယ် blink back line ဒီလော objective ကတသိန်းလုံးအတွက်ရေးပါနေတဲ့အနေအထားလေးတစ်ခုမှရင်ရောခွိုင်းလေးပြေးကြည့်ဖို့တော့စူးစမ်းနေ flicker ပါထပ်ပြီးတော့ထွက်ထားတဲ့ခွိုင်းလေး energy တော်တော်လေးတော့ကုန်ခန်းနေဗျာ law objective ပြန်ပြီးတော့ reset ဖြစ်သွားတဲ့အနေအထားတစ်ခုမှာ blink position ကို e-sport လိုက်ပြီးတော့ finding လုပ်နေတယ်သူတို့ဒီလဲသတိထားလေးအနေအထားလေးတစ်ခုတော့သတိတော့ထားနေတယ်ဗျာရင်နော်သွေးတွေပြန်တက်ဖို့တော့လိုအပ်နေတယ်တစ်ဖက်မှာလည်း recovery ပါထောက်ပြီးတော့ energy ပြန်ဖြည့်ပြီးတော့ရောက်ရှိလာမယ့် fan ရဲ့ position တစ်ခုလည်းကျွန်တော်တို့နေပြန်လဲပြီးတော့ကြည့်ရှုရမယ်ဆိုတဲ့အခိုက်အတန့်ပဲဗျာသွေးကတော့2000ကျော်3000ကျော်ပြန်ပြီးတော့တက်သွားပြီ reset ဒီပိုင်းပြန်ပြီးတော့ကြာတာတွေဟန်သွေးတော်တော်လေးကိုင်းနေပြီ3ပုံ1ပုံလောက်ပဲကျန်တော့တယ် play တောက်လျှောက်လိုက်ပြီးတော့ကြည့်တယ် golden hour တကောင်းမှမပါပါဘူးဗျာနောက်မှတောက်လျှောက်ပြန်ပြီးတော့ဟန်ထိန်းကန်နေရဆိုမှ price of retribution ရပါတယ်ဒါပေမဲ့အနောက်မှာပြန်ပြီးတော့ကြောင်ချီးတကောင်ကိုပြန်ထိန်းရမယ်ဆိုတော့ခိုင်းတယ်မှာခွိုင်လေးတခါလေးတော့ဂျိုးဘတ်ပြီးတော့တက်လာပြီး destruction ပြန်သွားဆိုခွိုင်လေးအဲ့ကောင်သက်ဟုတ်တယ်ဗျာ Sanji shut down ကရရှိတော့သွားခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့ဟန်ပြန်ပြီးပေးဆက်လိုက်ရတဲ့ကာလာလေးတစ်ခုဗျာဒါပေမဲ့ကျွန်တော်တို့တန်တယ်ဗျာတော့ objective ပြန်ပြီးတော့ရလိုက်တဲ့ဂန်နာလေးတစ်ခုမှာတော့ Samji ပါဝင်လာမှုနဲ့အတူပဲ penetration damage တွေဟာတစ်ဖက်ကနေပြီး pro esport 3ရဲ့ defending ကိုတော့ပြန်လည်ပြီးတော့ပဲပုံပေါ်ရမယ့်အချိန်လေးတစ်ခုပါပဲဖက်ကွိုင်းလေးတော့မပေါ့နော်ရမလားကျွန်တော်အဲ့လောက်လွယ်မယ်ထင်းနေတာဘယ်ရမလဲနော်ကျွန်တော် Sanji နော် तू ကဒီဟိုဘက်နဲ့ဒီဘက်တောင်းလွယ်သွားတယ်နော်မလဲ Sanji ဆိုတာများမလွယ်ဘူးနော်တောက်လျှောက်သူတို့ပြစ်ခွဲနေတာအဲ့တော့ကျွန်တော် silent တက်လာ creep တွေကလည်း super minion creep ဖြစ်တယ်ဗျာ all lane mega ပေးရဆိုမှလည်းပြဿနာတော့မရှိဘူးခူချောင်တက်ဖို့တဲ့လိုအပ်နေဆိုတဲ့ခိုင်းတဲ့လီတော့ဖြစ်လာပြီ fan မရှိဘူးဒါပေမဲ့ front line hero တအားများတယ်ပုံ damage အနေနဲ့ Kaiser တောက်လျှောက် magic damage ပေးနေရမှာခူချောင်လုံးဝမခံစားနိုင်ဘူးဗျာအဲ့တော့တကောင်မို့တကောင်တော့အစောကြီးတည်းဖြတ်ထားရင်တော့ပို့ပြီးတော့ကောင်းမယ်သွေး2900လောက်လော့ကျန်နေသေးတယ်ကဲရေခဲ
ကြောင်းပြန်ပြီးတော့ပေးလို့ sorry အဲ့ Philip Flicker ခုံသွားရဗျာ importantly ပြန်ဆွတ်ထားတယ် golden water ဖြတ်ထည့်ထားဆိုနောက်ဆုံးပြန်ပြေးနေရဆိုတဲ့ခိုက်တဲ့တစ်ခုမှာကျွန်တော် second turret လုံးပြန်လဲပြီးတော့ရရှိလိုက်ပါသေးတယ် တော့ objective ကလည်းအလဲမှာထီထီတော့ကြံရှိနေသေးတယ် SMG ရဲ့ damage တွေနဲ့ဆိုရင်တော့ကျွန်တော် Mega Tower ပြန်ပြီးတော့ try နိုင်ကြတော့ရှိတော့အောင်မလားပေါ့လေဒါပေမဲ့တစ်ဖက်ကနေပြီးတော့ကျွန်တော်စားပုတ် damage တွေပေးနေတဲ့ကြားထဲမှာ Mega Tower မြစ်ကနေပြီး play ချင်းတွေပေါက်ကိုတော့ရသွားပါသေးတယ် fallback မှာတော့ရမယ်နော် fallback မှာတော့ရမယ် ဒီချိန်မှာကျွန်တော်ဘာပဲရပျော်ရွှင်ရမယ်ဆိုတဲ့အခြေအနေတစ်ခုတော့ဖြစ်လာရဗျအဓိကတော့ကျွန်တော်လောင်းလိမ့်မဟုတ်ပဲ short lane ရဲ့ mega tower တစ်လုံးတော့ရရှိသွားတယ်။ဒါပေမဲ့လည်း mid lane မှာတက်လာတဲ့ creep wave တွေကအချင်းချင်းရ mega decree တွေသွားပြီးတော့ဖြစ်နေမှာဆိုတော့အရင်အဲ့တော့ advantage တော့မဖြစ်ဘူး။ဒါပေမဲ့လည်းဘယ်တဲ့ပွဲလာနိုင်မယ်ဆိုရင်တော့ဒီအလဲလဲကနေကျွန်တော်တောက်လျှောက်ဆိုတော့ဒီသရုံးစီကိုတက်လန်းသွားလို့ရတယ်ဗျ။ဘယ်တဲ့ဆိုင်လို့မရဘူးဆိုတော့သူတို့သိလာပြီ။အဲ့တော့ lane ကိုချိုးပဲလုံနေတာ pro esport အဲ့လောက်ကျွန်တော်တယောက်ဖို့တယောက်ပြန်ပြီးတော့ကြည့်မှတော့ရမယ်ဗျ။ ဟုတ်တော့မဟုတ်ဘူးနော်ဒါပေမဲ့ tower user မိ tower user ဖပဲဗျာနော်ဒီလိုတင်ရင်ပြန်ပြီးတော့ response ဖြစ်တယ်ဆိုရင် tower ကျိုးရင်တော့ပြန်မပေါက်ဘူးဒါမျိုးကဏ္ဍလေးတွေကိုကျွန်တော်တို့သတိထားမှတော့ရမယ်လောလောဆယ်မှာတော့ map awareness ကတော့ 100% fully participate on ထားမှတော့ရမယ် blink သွားပြီးတော့တွေ့နေ PVP တွေချားတယ်မှာ mistake cash ရဲချုံမှုလေးတော့ရှိခဲ့တယ်ဗျာဒါပေမဲ့ PVP ရဲ့ flicker လေးတစ်ခုတော့ကျွန်တော်တို့ရလိုက်တယ်ဗျာ second 120ဒီအတော်တွေမှာကျွန်တော်တို့တစ်ခုမဟုတ်တစ်ခုပြန်ပြီးတော့လုံနိုင်မလားဆိုတော့ကြည့်ရမယ်ခိုင်စဲ LD တွေအများဆုံးရှိမှာ second 30ဗျာအဲ့တော့ဒီတော်တွေမှာကျွန်တော်တို့နောက်တစ်ခေါက်ပြန်ပြီးတော့တက်လို့ရတယ် immortality ရလား winner crown chain လားရတယ်ဘာမှမဖြစ်ဘူးကျွန်တော်မှာ magical damage ပေးလို့ရတယ် flicker damage ပေးလို့ရတယ်ဆိုတဲ့အချိန်တွေ sign လေးမှာသွားပြီးတော့ပြန်လဲ defend ရမယ်ဆိုတဲ့ guide မှာ YG 4ယောက်ထက်နဲ့ဒီလောက်ထပ်ပြီးတော့ against တစ်ခုအနေနဲ့ပြန်ဆွဲထားအောင်ပဲဗျာဟုတ်တယ်ဗျာเนาะကျွန်တော်တို့အတွက်ခက်ခဲတဲ့ mission တွေဆိုတာဒီ law objective ပဲဗျာเนาะကျွန်တော် muted objective တွေလူရတဲ့အချိန်ဒီမှာတော့ Gladius အနေနဲ့ objective jacket လာကင်ဆောင်ထားတယ်ဆိုရင်လည်းပဲတစ်ဖက်ကနေပြီးတော့ poke damage penetration တွေတစ်ဖက်ကနေပြီးတော့ hand shield ကိုအလုံးလိုက်ရင်းလိုက်ဝင်တဲ့အချိန်မှာတော့ law objective လူဖို့အတွက် hand shield မှာတော့အရင် HP percentage ကမကြံဘူးဗျာဒီဟာကိုအရင်ဆုံးဖြည့်ရှင်းမှရအောင် Fanny ရဲ့ position ကိုတွေးလိုက်ရင်ပို့ပြီးတော့ကောင်းမယ်နော် Fanny position မတည်သေးလို့ဗျတစ်ဖက်မှာလုံနေတဲ့အရာတစ်ခုဒီ hand ကိုတောက်လျှောက်လိုက်ပြီးတော့ပုတ်နေရဆိုတဲ့အရာကိုသွားပြီးတော့တွေးရတယ် Finally ကလည်းခိုင်စဲကိုရှာနေတာ flicker ရှိရ winner crown ရှိရနော်ခိုင်စဲဘာမှကြောက်စရာမလိုဝင်လာပြခွဲမဲ့ဆန်ကြီးရှိတယ်ဗျအဲ့တော့တစ်ဖက်မှာလည်း pipeline နဲ့ဝင်ဖို့ရှိနေခဲ့တဲ့ ကျွန်တော်ရဲ့ blink အနေနဲ့သွားပြီးတော့ position ရ quality ဘက်မှာရှိတယ်ဆိုတဲ့ information ကိုသိသွားပြီ distraction လက်ပြတာ ပြီးသွားရင်တော့ဗျာခွိုင်းလေးဒီချိန်မှာတော့ကျွန်တော်ဆောင်းအားဖို့တော့ကတော့ chance တော့တော်တော်လေးကိုများသွားပြီဒါပေမဲ့အဲ့လို timing လေးရဲ့ chance တွေက create လုပ်မှရမှာဗျာနော် addition တွေ determination တွေအတိအကျပြသနေမှာတော့ရမယ်ခိုင်စီတို့ဒီချိန်မှာ blue buff hand ပြီးတော့ပေးလိုက်ခဲ့ပြီ injection project တိုင်းတော့ mystic cash လေးတွေဟာ cooldown reduction လေးနေပါဆိုရင်တော့တော်တော်လေးတော့ပေါ့ပါလေးတော့ဖြစ်သွားမှာလော blink ခွိုင်းလေးတော့တွေ့သွားပြီ Sam G ကခွိုင်းလေးကိုရင်ဆုံးသွားပြီးတော့ share မှာ law objective ကိုစံစပြီးတော့နှဲထားနေတူပဲ hand အနေနဲ့ကတော့ timing ကောင်းလေးတစ်ခုတော့ပြန်ပြီးတော့စောင့်နေတယ်ဖြည်းပြန်ပြီး fallback စီက spare တော့မရှိတော့ဆိုပေမဲ့အောက်မှာလေခွိုင်းQuietly! Can you do that again? တော်တော်တက်နေတာအဲ့လိုမျိုးနေရကပ်ပြီးတော့ပြလိုက်စမ်းပါเนาะကျွန်တော်ဒီချိန်မှာတော့ 4v5 saturation ပြန်ပြီးတော့ဖြစ်သွားပြီဂျန်ငယ်မရှိဘူးဗျ no redistribution ထပ်ယူပြစမ်းပါဒီလောက်မင်းတို့တွေအဲ့တော့ဒီဘက်မှာဟန်တောက်လျှောက် energy ration ပြန်သုံးပြီးတော့ပဲခိုင်ဆဲကလေတောက်လျှောက်ပုတ် damage တွေတောက်လျှောက်ပေးအောင်ပဲဗျအနောက်ကနေပြီးတော့ vision ရပြန်ဖော်ဖို့တော့လိုတယ်ခုံးစမ်းစီကိုဝင်လာမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ပို့ပြီးတော့ကောင်းတဲ့ create တစ်ခုတော့ဖြစ်နာနိုင်တယ် energy ration uprising war နောက်မှာ immortality down ရဗျပြန်ထတယ်အဲ့ battery ကိုကျောင်းစမ်းပါ kill speed ဒီမှာစမ်းကြည့်ပိုင်ဆိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်ခုစံပြပြ blessing ကျွတ်ပေးလိုက်လေ win on နေချာလေးပါထပ်ပြီးတော့အပါလေးပါသေးတယ်ဗျာ sorry I'm fearless forward ဖို့လမ်းစားလေးရှာနေဆိုတော့ထမလေး play အဲ့ကောင်ဝတ်တက်ခုစံထပ်ပြီးတော့ခုစံကိုရှာဖွေတွေ့ရှိကြတယ် no more immortality no more survive this is a chanceစန်ဂျီကောင်လုံးရိုက်ခွဲလို့ message ကရေခဲကြောင်စားတဲ့အဲ့မှာမြန်မာရေခဲကြောင်မြည်ပလင်းနေတဲ့နောက်မှာတက်ပြီးတော့ချိန်ပေးထားတဲ့ခိုက်တာတခုမှတော့အော်ထင်းဝိုင်းအောင်တဲ့သူခိုက်စဲအကောင်လုံးလောက်ပြနေနေပဲ Best of the Serial Game number 1ကိုYG နိုင်ရရှိလို့သွားခဲ့ပြီဖြစ်ပါတယ်အပြင်းနိုင်မှုဆိုတဲ့အရာတွေအားလုံးနောက်မှခြံထားခဲ့မယ်ကျွန်တော်တို့လိုအပ်တာစွန့်စားမှုနဲ့စိတ်ချိန်မှုလေးတခုပဲဗျာကဲဟိုကောင်းတဲ့ performance တွေကြားထဲမှာတော့ညောင် Gladius မိက3လိမ့်ပေးထားတဲ့လမ်းကြောင်းတွေကြားထဲမှာနိုင်ပွဲတွေကိုတော့စိတ်ရှည်တီးခံမှုတွေနဲ့ရှာဖွေတွေ့ရှိသွားခဲ့တဲ့ game number 1တကယ်ပဲလက်ခုပ်သံလေးနဲ့တူပဲကျွန်တော်ချီးကျူးတင်ပါတယ် YG nice play nice game မှာ game spicy match တကယ် spicy match